ဓမ္မရာဇဝင်ဒုတိယဆောင် sorry စတုတ္ထဆောင်အခန်းကြီး4ပထမဆုံးကတော့အဲ့ဒီအမျိုးသမီးမုတ်ဆိုးမှဖြစ်တယ်နော်သူကဘာရီပြဿနာကြုံတယ်လဲဆိုတော့နံပါတ်1ကတော့သူ့မှာအကျွေးကြီးမားစွာရှိတယ်ဒီဘက်ခက်လို့ဆိုတော့သူ့အိမ် payment ကမပေးနိုင်တော့တဲ့အတွက်နော်မနေ့ကလည်းပြောတယ်ဒီဘက်မှာအဒီကတိုက်ခိုက်တဲ့ရန်သူက Mr. Bill နဲ့ငါတို့ fight နေရတာနော်ဆိုတော့ အိမ် bill me bill ဘာ bill ညာ bill နဲ့လာတိုင်း fight နေရတယ်ဆိုတော့အိမ်အကျွေးကနော်လာတိုင်း payment ကမပေးနိုင်တဲ့အတွက်အဲ့ဒီခေတ်မှာတော့အကျွေးကိုမဆက်နိုင်ရင်ကလေးတွေကိုထိုးထည့်ရတယ်ကလေးတွေကလှုပ်အားခါနဲ့သူတို့ဂျုံအဖြစ်တိမ့်သွားပြီးတော့6နှစ်လား9နှစ်လားသူတို့တတ်မှတ်ထားတဲ့နှစ်အထိသူ့သားနှစ်ယောက်ကိုအကျွေးဆက်ပူရန်အတွက်အခြေအနေရောက်သွားပြီဒါကြောင့်ပထမဆုံးပြဿနာကတော့သူ့ရဲ့နော်သားနှစ်ယောက်အသိမ်းခံရတော့မယ်အကျွေးမဆက်နိုင်တဲ့ပြဿနာနောက်တစ်ခုကဘာလဲဆိုတော့မိသားစုမှာတေခြင်းတရားရင်ဆိုင်ရသေးတယ်သူ့ရဲ့ခင်ပွန်းကဆုံးသွားတယ်သူ့ခင်ပွန်းကဘယ်လိုလဲဆိုတော့ဒီကိစ္စတော့အမှုတော်ဆောင်ဒါမှမဟုတ် prophet ပေါ့နော် prophet Elia တို့ Elisha တို့စီမှာနီးခံတဲ့prophet အမှုတော်ဆောင်ဖြစ်တယ်ဖြစ်ရှင်တော့သူ့ယောက်ျားလည်းဆုံးသွားတယ်ယောက်ျားဆုံးတော့မိသားစုစီးပွားရေးဝင်ငွေလည်းထိခိုက်တယ်အကျွေးမဆက်နိုင်ဘူးပြီးတဲ့အခါကလေးတော့အသိမ်းခံရတော့မယ်အရှက်ကွဲမဲ့အနေထားရောက်သွားတယ်ဒါကြောင့်ပြဿနာတွေကအားလုံးကစုပြုံပြီးတော့ရောက်လာတယ်လို့ပဲနော်ခင်မွန်းနဲ့ဆုံးတဲ့ကြားထဲမှာအကျွေးကလည်းလာတောင်းနေပြီအကျွေးကလည်းစက်စရာမရှိဘူးအိမ်မှာလည်းဘာမှရောင်းစရာလည်းမရှိတော့ဘူးကလေးနှစ်ယောက်လည်းထပ်ပြီးတော့ဆုံးရှုံးရတော့မယ်ဒါဟာမိခင်တယောက်တကတော့အယံကိုရင်နာစရာအကောင်းဆုံးအခြေအနေဖြစ်တယ်ဒါပေမဲ့ဒီမိသားစုရဲ့အာသာချက်ကဘာလဲဆိုတော့အပိုင်ငယ်တစ်ထဲမှာ prophet အမျိုးသားကြီးမယားတယောက်ဒီအဲလိရှေထံသို့လာ၍ကိုတော်ကျွန်ကျမ၏ခင်ပွန်းသိပါပြီကိုတော်ကျွန်သည်ထာဝရဘုရားကိုယိုသေးသောသူဖြစ်သည်ကိုကိုတော်သိတော်မူ၏အဲလိရှေရှိမှရောက်လာပြီးတော့သူ့အမျိုးသားကြောင့်လာပြောတယ်ကိုတော်လည်းသိပါတယ်ဒီ prophet ဟာကိုတော်စီမှာတပည့်ခံနဲ့နော်ကိုတော်ရဲ့ငယ်သားဖြစ်တယ်အမှုတော်ဆောင်ဖြစ်ပါတယ်ကိုတော်ကိုယိုသေးသောသူဖြစ်တယ်အားလုံးပြောပါဖယားယိုသေးသောသူကျွန်တော်ကိုစက်ခွန်မှာမြင်းမူမှာအမှုတော်ဆောင်စဆက်ကတဲ့ချိန်မှာအဲ့ဒီမှာခေါင်းဆောင်နဲ့ဆရာတယောက်ရဲ့ကျွန်တော်အဲ့ဒီနေ့သူ့ရဲ့ကျမ်းစာကျွန်တော်ဖတ်မိတာပေါ့နော်အဲ့ဒီကျမ်းစာဖတ်တဲ့ချိန်မှာကျွန်တော်လှမ်းပြီးတဲ့ချက်ကဒီကျမ်းချက်ဖြစ်တယ်ဒါနဲ့အဲ့ဒီကျမ်းစာဖတ်ရင်းနဲ့အရန်ခွန်နာရသွားတာကသူကကျမ်းစာထဲမှာဆိုရင်သူမှတ်ချက်တွေပါတခါတည်းရေးသွားတယ်အပေါ်မှာသူအဝါလေးနဲ့ highlight လုပ်ပြီးတော့ဘာကြီးလဲဆိုတော့ဖယားကိုယူသေးတော့သူလည်းပဲအကျွေးတင်တတ်တာပဲဝါအဲ့ဒီဖွင့်ပြချက်ကရမ်းမိုက်သွားကျွန်တော်ထင်တာဖယားကိုကိုရတဲ့သူဖယားနဲ့အမှန်နဲ့ဆိုတော့အရာအလုံးအစင်ပြလိမ့်မယ်ဆိုရင်ကျွန်တော်ဟောကြားချက်ထဲမှာအမြဲတမ်းကျွန်တော်ပြောတာရှိတယ်ဒါပေမဲ့အဲ့ဒီဆရာကတော့ရေးတယ်နော်ဖယားကိုယူသေးတော့သူလည်းအကျွေးရှိတတ်တာ worship leader လည်းပဲအကျွေးရှိတတ်တယ်အမြဲတမ်းဖယားချီးမွမ်းတဲ့သူလည်းပဲဖျားနာတတ်တယ်နော်ဖယားနဲ့မဆယ်ဘူးလို့ပြီးတော့သူဟာလည်းပဲတခါလေမတရားတာလည်းခံရနိုင်တယ်ဖယားပေါ်မှာတစ္ဆာရှိမှုရွေးချယ်မှုကြောင့်ထောင်ထဲလည်းရောက်တော့တဲ့ယောသပ်ဖယားကိုပဲကိုးကွယ်မယ်မိရင်တဲ့ကကဲနိုင်တယ်မကဲခဲ့ရင်တော့အဲ့ဒီဖယားတော့ရုပ်တူရတော့မကိုးကွယ်ဘူးဆိုတဲ့ဖယားပေါ်မှာအရန်တစ္ဆာရှိခြင်းကြောင့်လည်းမိအိမ်ထဲမှာရောက်သွားနိုင်တယ်ဆိုတဲ့မှတ်ချက်လေးဒီနေ့ပေးရှင်အာမင်ဆိုတော့ကျွန်တော်တို့အရာခတ်သိမ်းဟာဒုက္ခပြဿနာကြုံခြင်းဆိုတာကဖယားနဲ့မမှန်လို့ဖယားကဒဏ်ခတ်လို့ဆိုတဲ့ negative ဘက်ကိုမသွားစေချင်ဘူးဟုတ်တယ်နော်ဓမ္မဟောင်းကာလမှာတော့ဖယားဆုံးမခြင်းခံရလို့အမျိုးမျိုးတော့ပြဿနာရှိနိုင်တယ်ကိုအတုံးမချလို့ဒုက္ခပြဿနာလည်းကြုံရနိုင်တယ်ရွေးချယ်မှုမှားယွင်းလို့ပြဿနာတွေလည်းရှိနိုင်ပါတယ်တပည့်ကနေလည်းဖယားအခွင့်တော်ထဲမှာဖယားကိုယ်တိုင်ခွင့်ပြုလို့ရောက်လာတဲ့ပြဿနာတွေလည်းကြုံရနိုင်တယ်ဒါပေမဲ့အကြောင်းရင်းကအရေးမကြီးဘူးအာမင်ဘာကြောင့်ဆိုတာကအရေးမကြီးဘူး
ဒါပေမဲ့သူပြဿနာကိုကျွန်တော်ဘယ်လို respond လုပ်တယ်လဲဘယ်လိုတုံ့ပြန်တယ်လဲဆိုတဲ့အရာကပဲပိုအရေးကြီးတာဖြစ်တယ်ကျွန်တော်လူတွေကတော့ပြဿနာတစ်ခုကြုံရင်ဘာကြောင့်လဲ why ပေါ့နော်အမြဲတမ်းကျွန်တော်အကြောင်းပြချက်ကိုပဲရှာတတ်တယ်အကြောင်းပြချက်ကိုသိတာကတကယ်ထွံ့မြောက်တဲ့အဖြေတော့မဟုတ်ခဲ့ဘူးလမ်းဘေးနားမှာခရစ်တော်နဲ့တပည့်တော်တွေသွားတဲ့ချိန်မှာလမ်းလျှောက်တဲ့ချိန်မှာလမ်းဘေးနားမှာထိုင်တဲ့မြစ်ကမ်းတစ်ယောက်တွေ့တယ်ဆိုတော့တပည့်တော်အစည်းအဝေးထိုင်နေနော်အဲ့ဒီစည်းဝေးကတော့လမ်းလျှောက်ရတဲ့အစည်းအဝေးထိုင်တာပေါ့နော်တယောက်ကပြောတယ်ဒီလူမြစ်ကမ်းတဲ့သူငါကြည့်နေတာတဲ့ဒါမျိုးကဘလိုင်းကြီးဖြစ်တာမဟုတ်ဘူးတဲ့နော်သူ့ဘူးဘေးကြောင့်ဖြစ်နိုင်တယ်သူ့မျိုးရိုးကြောင့်ဖြစ်နိုင်တယ်သူ့မိဘအဖြစ်ကြောင့်ဖြစ်နိုင်တယ်သူ့အမေဘက်ကဖြစ်နိုင်တယ်မျိုးရိုးချိန်သားကြောင့်ဖြစ်နိုင်တယ်ဒါမှမဟုတ်ဒီကောင်အရင်တော့ဘာကောင်းမကောင်းတာတွေနော်ရှေးဘဝအရင်ဘဝကဘာမကောင်းနိုင်လောက်ခဲ့လို့ဒီလိုခံလဲမှမသိတာဆိုပြီးတော့တပည့်တော်တွေကဘာကြောင့်လဲဆိုတဲ့အကြောင်းရင်းကိုရှာကြတယ်ဒါပေမဲ့ခရစ်တော်တော့ပြောတယ်နော်ကျမ်းစာထဲမှာတိကျတော့ပါမယ်မင်းတို့ရှာမရှိကြနဲ့အာမင်ရှောက်မပြောကြနဲ့ဒီအရာဟာဘသူ့အကြောင်းမှမဟုတ်ဘူးဘိုးဘီကြောင့်လည်းမဟုတ်ဘူးမိဘကြောင့်လည်းမဟုတ်ဘူးငါဘုန်းတော်ဖယားတခင်ဘုန်းတော်ထင်ရှားဖို့ဖြစ်တယ်ဟာလေလုယာလက်ကုပ်တီးလက်ပြောက်ချီးမွမ်းမယ်အာမင်ဒါကြောင့်ဘာအကြောင်းကြောင့်ပဲကြုံဘာပြဿနာရေးပဲလာလူအနေနဲ့မဖြေရှင်းနိုင်တဲ့ဟာကြီးပဲလာလူအနေနဲ့ဘလူအနေနဲ့မထပ်ပေါက်မရှိတဲ့ပြဿနာပဲကြုံအချင်းချက်ထဲမှာဘလူပဲရောက်ပါလေစေတင်းရဲ့နှလုံးသားကိုဖယားပေါ်မှာပဲထားပါဘလူစိတ်နဲ့ရင်ဆိုင်ရမလဲဒီအရာဟာဖယားဘုန်းတော်ထင်ရှားဖို့ဖြစ်တယ်ဖယားရဲ့လက်တော်မြင်တွေ့ရမယ်ကိုရောရဲ့မဆာခြင်းလက်တော်ကျွန်တော်မြင်တွေ့ဖို့ဖြစ်တယ်ဆိုတဲ့ဘက်ကိုပဲ focus ထားပါစာတန်ကတော့မင်းစုတောင်းကနေလို့မင်းညံ့လို့မင်းအပြစ်ကြောင့်ဘိုးဘီတွေကြောင့်ဆိုတဲ့ယုံကြည်ခြင်းကိုဆွဲချတဲ့ဘက်ကိုသူကစန့်ကျင်ပေးမှာမဟုတ်ဘူးဆိုတော့ဒီထဲကအမျိုးသမီးကတော့ဒီအခြေအနေကြုံတွေ့တော်များလဲခင်မွန်းနဲ့ဆုံးနဲ့အရန်ကိုဝမ်းနဲ့ချီကွဲတဲ့တဲ့ကနေအခုကလေးနှစ်ယောက်ပါအသိခံရတော့မယ်အိမ်ဒီလည်းအကုန်သိခံရမယ်နော်ဘဝပြတ်မဲ့အနေထားဖြစ်တယ်ဒါပေမဲ့ तू ကဘသူစီမလာလဲဆိုတော့ prophet Elisha ထံကိုရောက်လာတယ်ယခုမှတဲ့ကျွေးရှင်ဒီကျမရဲ့သားနှစ်ယောက်ကိုကျုံခံစေခြင်းကလာပါပြီဟုကြွေးကြော်လေ၏အိမ်လေးလူထဲမှာတော့ cry out ပေါ့နော်ငိုကြွေးပြီးတော့လာတယ်ဆိုတော့ငိုကြွေးခြင်းလို့ပြောတဲ့အခါမှာတွင်တဲ့ကချီမွားခြင်းဝမ်းနဲ့ချီကွဲခြင်းမျောလင့်ခြင်းကုံဆုံးတဲ့အနေထားတကယ်ကိုနော်ဘာလို့ဘာကံရမမသိတဲ့ချိန်မှာလူဟာမျက်ရည်ကတော့ထွက်လာတယ်ဆိုဒီချိန်မှာလည်းဒီအမျိုးသမီးကသူ့မှာထွက်ပေါက်မရှိတော့ဘူးဒါပေမဲ့သူလာတဲ့နေရာကမှန်ကန်သောနေရာဖြစ်တယ်အာမင်တချို့တွေကစိတ်ပြင်းပြောင်းသွားလဲဘာဆိုင်သွားတယ်တချို့ကစိတ်တကြရင်ပြဿနာတွေကြုံလာရင်နော်အရက်ဆိုင်တွေသွားတယ်ကာရိုကေဒီမှာသွားတယ်နော်ဆိုတဲ့ခဏမှာတော့ဘာညာကျေစင်လာမင်းတို့နဲ့တော့ပြောပါတော့နော်ဒါပေမဲ့တချင်းလဲဆိုပြီးအရက်တောက်တာမူးတဲ့ဟာတွေကုံသွားတဲ့နောက်ပိုင်းမှာတော့ပြဿနာကပူချီလာတယ်ပြဿနာကမပြောက်တဲ့ပြင်ခင်များခေါင်းတွေကြိုက်လာတယ်နော်ပူစိတ်တူလာတယ်ဖြည့်ရှင်းနိုင်တဲ့ခွန်အားတွေပူနဲလာတယ်ဒါကြောင့်အရက်ဆိုင်ကပြဿနာရဲ့အဖြေမဟုတ်ဘူးစိတ်ငြိလို့အရက်တောက်တာလည်းအဖြေမဟုတ်ဘူးနော် Facebook မှာရင်ဖွင့်တာကလည်းအဖြေမဟုတ်ဘူးကိုပြဿနာကိုနော်တစ်ကမ္ဘာလုံးကြီးညာပြီးတော့ပြဿနာကို magnify လုပ်ခြင်းဖြစ်တယ်တချို့တွေကပောက်ကွဲစားမရှိတော့ Facebook တစ်ချိန်လုံးပောက်ကွဲနေတာနော်သူတို့စာဖတ်နေရတဲ့ကိုတော်မှတမျိုးအလကားနေတဲ့ဆဲကနေရဆိုတော့ Facebook မှာရင်ဖွင့်လိုက်လို့ဘာမှပြဿနာချုပ်ငြိမ်သွားမှာမဟုတ်ဘူးလူတွေကတီးပြီးတော့နော်ခင်ဗျားရဲ့ပြဿနာခင်ဗျားမကောင်းကြောင်းတွေထပ်ပြီးတော့ထပ်ဆင့်ပွားများဖို့ဖြစ်လိမ့်မယ်ဆိုတော့ဒီနေ့ဖယားစီလာပြီးတော့ prophet Elisha စီလာတယ်Elisha ကလည်းဘာပြောလဲဆိုတော့တင်းအဖို့အဘယ်သို့ငါပြုတ်ရမည်နီဆိုတော့ဘာလုပ်ပေးရမလဲတဲ့နော်ဘာလုပ်ရမလဲမေးတယ်နံပါတ်1ကတော့တင်းအိမ်၌အဘယ်ဥစ္စာရှိသနည်းဟုမေးလင်ဆိုတော့ဒီစကားနှခွန်းဟာဘာလဲဆိုတော့ကိုယ့်အခြေအနေမှန်ကိုထင်စေတဲ့မိခွန်းပဲဖြစ်တယ်ဘာလုပ်ပေးရမလဲနော်ဘာလုပ်ပေးရမလဲဆရာရဲ့ကျွန်မဘာလုပ်အမှန်လဲမသိတော့ဘူး
Eli Shegale sorry Eli Eli Shebele Moba ခုနအမုံအမျိုးသားတွေနဲ့စစ်တိုက်တဲ့နော်ခေါင်းဆောင်လည်းပြောတယ်ရောချက်ဖတ်ဟုတ်ပြီကိုတော့တဲ့ဒီအလုံးအရင်ကြီးကိုတဲ့ကျွန်တော်တို့ဘယ်လိုတိုက်ရမလဲဘယ်လိုကိုယ်ကံတွန်းလိုက်ရမလဲဆိုတာကျွန်တော်တို့ဘာလုပ်ရမှန်းမသိတော့ကြောင့်ကိုတော့ကိုပဲမျှော်ကြည့်ပါတယ်ဟာလေလုယာဒါကြောင့်ဘာလုပ်ရမလဲဆိုတာမသိတဲ့ချိန်မှာအကောင်းဆုံးအလုပ်ကတော့ဖခင်ကိုမျှော်ကြည့်ခြင်းဖြစ်တယ်တစ်ပေထဲမှာပြောတယ်တင်တို့ကိုတတိနဲ့ကြည်ရှုတော်မူသောကြောင့်တင်တို့၌စိုးရင်ခြင်းမှုရှိသမျှကိုဘယ်သူစီအရမလဲကိုတော်၌အနံ့ကြလောတတိနဲ့ကြည်ရှုတယ်စပင်တော်ရည်တွက်တဲ့ဖခင်ဆိုတာကအလုံးမရှိအလုံးရှာပြီးတော့နော်ဘယ်နှချောင်းချလဲအဲ့လိုမျိုးပြောချင်တာမဟုတ်အသေးစိတ်ဂယုစိုက်တယ်ဆိုတာပြောချင်တာတခါတလေကြုံဘူးလားမသိဘူးเนาะအထူးအမျိုးသမီးလေးတွေပေါ့เนาะမျိုးသမီးတွေဒီဟာလေးစားခြင်းလိုက်တာเนาะချက်ချင်းရောက်လာတာမျိုးဆိုတော့မတော်ပါသေးစိတ်ထဲမှာတောင်းတယုံလေးနဲ့မကြောက်တငယ်ချင်းဟဲ့နေအာနာငါ့အိမ်မှာမွေးငါချက်တာလာစားအောင်ဟာတော်ပဲငါစားခြင်းတာပါညာဆိုတော့ချုပ်ကိစ္စကိုစိုးတော့မတောင်းပါသေးဘူးเนาะအာရခိုင်မုတ်ဒီစားခြင်းတာနဲ့တော်ပဲဖြစ်သွားတာမျိုးပေါ့เนาะစိုးတော့မတောင်းရသေးခင်မှာဖယားကအသေးစိတ်နော်ဆရာတမ်ပြပြောတယ်ဒီပစပ်ပတ်ကိုဖောက်ပေးတဲ့ဖယားကကျွေးနိုင်လို့ဖောက်ပေးတာဖြစ်တယ်အာမင်တာဝန်ယူနိုင်လို့ဖောက်ထားပေးတာဟာလေဒါကြောင့်မကျွေးနိုင်ဖောက်စားကြောင်းလည်းမရှိဘူးနော်ဒီအဆိုင်ထဲမှာခွေးတွေပြထည့်ထားပေးတာ तू ဖိနိုင်လို့ तू ထည့်ထားပေးတာဆိုတော့ငါတို့အသေးစိတ်ဂယုစိုက်တော့ဖယားဖြစ်တော့ကြောင်းနဲ့တင်တို့၌စိုးရင်ချင်းအမှုရှိသမျှကိုပါလေကိုတော်၌အနံ့ချလောကိုဟာကိုရှောက်စင်းစားနေရင်ခေါင်းချောက်တာဖတ်တယ်နဲ့စပင်စောစောဖြူတာပဲဖတ်တယ်မယ်နော်ဒီမှာအတွန်းဒီပူများလာပဲဖတ်တယ်မယ်ညအိတ်လို့မပြောတာတွေပဲအဖတ်တယ်မယ်ဆိုတော့ဖျားစီလာတယ်ဆိုတာက prophecy လာတယ်ဆိုတာကဖျားကိုအခုချင်းနဲ့လာခဲ့တာဖြစ်တယ်တင်းငါဖို့ငါဘာလုပ်ရမလဲနော်အဘယ်တော့ငါပြုတ်ရမည်နံပါတ်1တဲ့အိမ်၌အဘယ်ဥစ္စာရှိနေဆိုတော့ဒီလူမျိုးပြဿနာတွေအသက်တာမှာဘာဖြစ်လို့ဘုရားကပေးတွေ့ရတာလဲလူကလေနော်လူဆိုတာကလူပါပဲနော်ဆိုတော့ကျွန်တော်တို့ရဲ့အကြအမြင်ဆိုတဲ့အာယုံ၅ပါးအပေါ်မှာယက်တီဘူးကတိတ်လွယ်တယ်လူလို့ပြောတဲ့အခါမှာအပိုင်း၃ပိုင်းနဲ့ဖန်ဆင်းတာတယ်နော်ခန္ဓာကိုယ်စိတ်ဝိညာဉ်ဆိုတဲ့ပိုင်းနဲ့ဖန်ဆင်းတာတယ်ကျွန်တော်ခန္ဓာကိုယ်လို့ပြောတာနဲ့ခန္ဓာကိုယ်တစ်ခုတည်းမဟုတ်ခန္ဓာကိုယ်ရဲ့ဖွဲ့စည်းပုံမှာအာယုံ၅ပါးပါလာတယ်အကြာအမြင်အနတ်အယတာအထီးတွေ့ဆိုတဲ့အာယုံ၅ပါးဒါကြောင့်ကျွန်တော်တို့ကလူကဘာကိုယုံချင်တယ်လဲဆိုတော့မြင်ရမှကြားရမှကိုယ်တိုင်ထိရမှအယတာခံရမှအထီးတွေ့ကိုခံရမှနော်จิตသိမ်းမှုကြီးထားမှဟုတ်လားကျွန်တော်ကပူပြီးတော့ယုံကြည်ခြင်းတဲ့သဘောမှာရှိတယ်ဒါပေမဲ့ကျွန်တော်ရဲ့အသက်ရှင်ခြင်းခရိယာရဲ့စစ်မှန်တဲ့ယုံကြည်ခြင်းဟာအမြဲတမ်းမမြင်ရတဲ့ထာဝရတည်မြဲတဲ့အရာပေါ်မှာယက်တည်တဲ့တရားဖြစ်နေအဲ့ဒါပြဿနာနံပါတ်1ဖယားကိုယ်တိုင်ကမျက်စိနဲ့မြင်လို့မရဘူးအာမင်မျက်စိနဲ့မြင်လို့မရတဲ့ဟာကိုယုံမှုဆိုတာကလူရဲ့အသွေးသားအတွက်စိန်ခေါ်မှုကြီးဖြစ်တယ်ပြီးတဲ့အခါမှာဂတိတော်စကလုံးအနေနဲ့ပဲရှိသေးတာတင်းဝါချမ်းမချင်းပြီးပြီလို့ပြောပြီးမဲ့ခန္ဓာကိုယ်မှာနာနေသေးတယ်အဲ့ဒီချိန်မှာဘယ်မှာလဲချမ်းမချင်းလို့လက်တွေ့မမြင်ရသေးခင်မှာယုံကြည်မှုခဲရင်နဲ့အသက်60တရားပြည်တော်မဲ့အာပြန်ဖျားရှင်ကလူမျိုးကြီးဖြစ်မယ်တဲ့ဟာနော်အစွမ်းစားကြီးကုန်တဲ့ချိန်ကျမှလူမျိုးကြီးဖြစ်မယ်ဆိုအသက်30ရွယ်ဆိုလက်တွေ့ကြတယ်နော်ဆရာပေါင်းတို့ရွယ်ဆိုတော့ဒါမဲ့ဖူးနော်တင်းချင်းနဲ့နေပြီဆိုတော့နေနဲ့ကြည့်မယ်ဆိုတော့နေဝင်ကနေပြီနော်နေဝင်ကနေဘဝချင်းနေမှာလူမျိုးကြီးဖြစ်မယ်ဆိုတဲ့ဟာကြီးကလက်တွေ့နဲ့တခြားစီဒါမဲ့ဖယားကမဖြစ်သေးတာကိုအရင်မြင်အောင်ကြည့်ခိုင်းထားတယ်မြင်ပြီလားတဲ့တင်မြင်တော့အရာကိုငါပေးမယ်ဒါကြောင့်ဖယားကတခါလေကျွန်တော်အသက်တာထဲမှာ
ဘာဖြစ်လို့အသက်90ရောက်မှဘာကြောင့်လူမျိုးကြီးဆိုတဲ့ဂတိတော်ပေးတာလဲနော်တေဂာနီလူနာပေါ်မှာတင်ချမ်းမာပြီလို့ဘာဖြစ်လို့ဂတိတော်လာပေးတယ်လဲဒီနေ့တင်းရဲ့ဝင်ဝင်နဲ့မဆက်နိုင်တော့တဲ့အကျွေးတွေဘာကြောင့်တင်ကြုံရတယ်လဲစီးပညာနဲ့ကိုလုံးမရတဲ့ယောဂါတွေဘာဖြစ်လို့အသက်တာထဲမှာကြုံရတယ်လဲဒီအချိန်တွေမှာဒီအမျိုးသမီးကသူ့ရဲ့ဝင်ဝင်နဲ့ဘလူးမှအကျွေးမဆက်နိုင်တော့ဘူးသူ့ရဲ့အစွမ်းခွန်အားနဲ့ဘလို့မှဖြည့်ရှင်းလို့မရတဲ့အရာတွေကြုံတွေ့ရတယ်။ဒါကြောင့်လောကမှာအသက်ရှင်သူတွေကတော့ဒီလူမျိုးအခြေအနေလူတိုင်းကကြုံရတာ။အစဉ်ပြေတဲ့ချိန်အများရှိခဲ့တယ်လို့တခါတလေစာမေးပွဲရောက်လာတယ်။ကိုယ့်ရဲ့ယုံကြည်ချက်လာစစ်တဲ့စာမေးပွဲခါတိုင်းနဲ့မတူဘူးနော်။အော်အမျိုးတွေလည်းကယ်လို့မရတော့ဘူး။အတိတွေလည်းကယ်လို့မရတော့ဘူး။ကိုယ့်ရဲ့အတွေ့အကြုံကလည်းဘလို့မှဖြည့်ရှင်းဖို့မနိုင်တော့ဘူးဆိုတော့ဒါကဘာလဲဆိုတော့ဘုရားကငါတို့ရဲ့တတ်နိုင်ခြင်းကိုအားကိုးတဲ့စိတ်ကိုဟာကိုဟုတ်လာပြီဆိုတဲ့မိမိကိုယုံကြည်ခြင်းမိမိကိုပေါ်မှာယက်တည်တဲ့အဲ့ဒီယုံကြည်ခြင်းကိုအရင်ဆုံးဘုရားကဖယ်ရှားခြင်းတာဖြစ်တယ်အာမင်အဲ့ဒီအရာဘုရားရဲ့တကူတော်နဲ့ဘယ်တော့မှယောနောပြီးတော့အလုံးမလုပ်ဘူးဒီအခြေအနေကျွန်တော်ကြုံမှုလိုအပ်တယ်ပီတာရဲ့အသက်တာကြောင့်လည်းကျွန်တော်ခဏခဏဝင်ရတယ်နော်ဆရာတယောက်ကပြောတယ်ပီတာရဲ့ဘဝခံယူချက်၅ခုတဲ့ရေရှိရမယ်ငါရှိမယ်ပိုက်ကွန်ရှိမယ်လေရှိမယ်ငါပီတာဂျမ်းမတမြကာလာပလုံးဘယ်တော့မှမငတ်စေရဘူးလူဆိုတာကိုလုံးကိုဖြစ်တယ်နော်ဆိုတော့မယုံကြည်သူအများစုဒီတိုင်းပဲလေကိုလုံးမကိုရမှာပေါ့နော်ဆိုတဲ့အတွေ့အထဲမှာပဲယုံကြည်ခြင်းနဲ့သွားနေတာဒါပေမဲ့အဲ့ဒီညမှာတော့ရေလည်းရှိတယ်ငါလည်းရှိတယ်ပိုက်ကွန်လည်းရှိတယ်လေလည်းရှိတယ်သူတော်ချမ်းမာလုံးလုံးတညလုံးပိုက်ကွန်ချခဲ့တာရလားမရဘူးအဲ့ဒီညကငါးရရက်ဆက်တယ်နော်တကောင်မှမထွက်ဘူး lockdown နော်ကိုဗစ်ထားလို့လည်းတကောင်မှအပြင်ထွက်မလာဘူးနော်ဒီလောက်အတွေ့အကြုံဝါရင်တဲ့ပုံကူကြီးဘယ်ချိန်မှာဘလူငါးတွေရှိတယ်လဲငါးဖားတဲ့နေရာမှာဒီခေတ်မှာအသက်ရှင်တော့ PhD ဘွဲ့တော့တုံးထက်ကွန်းလောက်ရလောက်ပြီပေါ့နော်မွေးကြတဲ့ရီပေါ်မှာချီးပြင်းလာတယ်လေပေါ်မှာချီးပြင်းလာတယ်တငါတယ်တဆွေလုံးတစ်မျိုးလုံးဒီအလုံနဲ့ပဲချီးပြင်းလာခဲ့တာအတွေ့အကြုံရှိတယ်သူလှုပ်တတ်တယ်ဒါပေမဲ့ပီတာရဲ့ဘဝမှာဖယားကသူ့ကိုအစားထိုးဖို့ဖယားကိုပဲကိုးစားတက်လာဖို့တွန်းတဲ့ချိန်မှာပထမဆုံးဘာကိုဖယ်ရှားပေးတယ်လဲဆိုတော့ငါလုံနိုင်တယ်ငါလှုပ်တတ်တယ်ငါအတွေ့အကြုံရှိပါတယ်ဆိုတဲ့ self confident မိမိကိုယုံကြည်ခြင်းကိုဘုရားကအရင်ဆုံးဖြည့်ရှင်းလိုက်တာတညလုံးပိုက်ကွန်ချတယ်တညလုံးကြိုးစားခဲ့တယ်သူငါပြင်းတော့မအရင်ကြိုးစားခဲ့တယ်ဒါပေမဲ့ကြိုးစားတဲ့ချိန်မှာဘုရားမလာဘူးခရစ်တော်ကချိန်ပါများစွာခါတိုင်းတပည့်တော်စီလာတဲ့ခါမှာတပည့်တော်တခါအရင်လွတ်တယ်မင်းတို့ဟိုတပည့်ကန်သွားငါနောက်မှလိုက်လာခဲ့မယ်ဒါပေမဲ့တပည့်တော်လေနဲ့ခီးပြိုးတဲ့ချိန်မှာလမ်းတော်မှာမုန်တိုင်းတိုက်ပြီးတော့လိုင်းနေဘူးထားတဲ့ရီတွေကလေထဲမှာဝင်ပြီးတော့နှစ်လုံးမတက်ဖြစ်တဲ့ချိန်မျိုးမှာတော့မှခရစ်တော်ကရီပြင်းပေါ်မှာလမ်းလျှောက်ပြီးတော့ရောက်လာတယ်အားလုံးကတစီတရေလို့ပဲမှတ်ထင်ထားတယ်တကောင်ရံမှာလာတယ်ဒါပေမဲ့ပီတာစီမှာတော့တကောင်ရံမှာမလာဘူးငါလုံနိုင်တယ်ဆိုတဲ့ချိန်မှာဖယားမလာဘူးငါအတွေ့အကြုံရှိပါတယ်ဆိုတဲ့ချိန်မှာမလာဘူးခါတိုင်းတော့အလို့ဖြစ်ကောင်းဖြစ်ပြီမဲ့ဒီချိန်မှာဖယားကပီတာရဲ့အသက်တာထဲမှာဂျေဇုတော်မှာတပါအခြားသောမိန်လာမရှိဘူးဆိုတာရှင်းရှင်းလင်းလင်းသိဖို့ရန်အတွက်တညလုံးကိုဖယားကလွန်စီခဲ့တယ်အာမင်ညအလယ်မှာပီတာစီမှာရောက်လာပြီးတော့ပီတာကိုကိုငီလိုက်မယ်ဆိုရင်ပီတာရဲ့တက်တဲ့ခံချက်ဘာဖြစ်သွားမလဲငါရဲ့ကြိုးစားမှုက90%ယေရှုရဲ့ကျေးဇူးတော်က90%နော်ကျေးဇူးတော်နဲ့ငါကြိုးစားမှုပေါင်းမှပဲဘဝမှာအောင်မြင်တယ်ဆိုတဲ့တက်တဲ့ခံချက်ထွက်လာမယ်ဒါပေမဲ့ရွှေမာတော်မှနော်ဘယ်လိုမျိုးရွှေတွေလိုချင်ကြလေးထဲမှာရွှေစင်နော် pure gold ဆိုတာကတကယ်ကိုမီးနဲ့စစ်ပြီးတော့အမိုက်တစ်ခုမှမရှိတော့တဲ့အဲ့ဒီရွှေစင်ကတော့တန်ဖို့အရှိဆုံးပဲဒီလိုပဲ pure grace ဆိုတဲ့ဖခင်ရဲ့စင်ကြယ်တဲ့ယေရှုတရားမှာလူအကျင့်တစ်စက်မှရောစလို့မရဘူးကဲတင်ချင်းမှလည်းဒီတိုင်းပဲယေရှုကငရဲကနေလွတ်ဖို့ကဲတင်ချင်းရဖို့တရားမှာတရားသူ့ဘက်ကနေအမှုပြီးပြီဆိုတဲ့
တရားမတရားပြီးစုံအောင်အလုံးစုံသူလုပ်ပေးခဲ့တယ်ရှင်တို့ဘက်ကတော့အဲ့တော့ဘလို့နဲ့လက်ခံတယ်သူလုပ်ပြီးတဲ့အရာကိုယုံကြည်ခြင်းတစ်ခုတည်းနဲ့ပဲလက်ခံရယူလို့ရတယ်အကျင့်နဲ့တွားရောဆက်လို့မရဘူးထိုနည်းတူပိသားရဲ့ဘဝမှာလည်းပဲတညလုံးစူးစမ်းပြီးမဲ့မရခဲ့တာကဘာကိုသိဘူးလဲခရစ်တော်မပါရင်ကိုရောရဲ့ခြေစွတော်ကလွှဲရင်တခြားမင်္ဂလာကျွန်ုပ်နိုင်မရှိဘူးဆိုတာသိမှတ်ဖို့ရတဲ့ဖခင်ကအဲ့ဒီညကိုလွန်စီခဲ့တာဖြစ်တယ်ဒီနေ့အပိရှင်နဲ့တင်းရဲ့ဘဝမှာအကောင်းဆုံးစူးစမ်းတဲ့ခြားတွေကတခါလေဖြစ်မလာတော့တဲ့အခြေအနေကြုံတဲ့အခါမှာအတန်းနဲ့ဆုံးစုတောင်းလာခဲ့တဲ့ပြင်ဆင်လာခဲ့တဲ့နော်ကိုခါရင်လှုပ်ယူလှုပ်နေချအတွေ့အကြုံနဲ့လှုပ်လာခဲ့ပြီးမဲ့ဒီအခြေအနေမှာဘလို့မှရှေ့ဆက်တိုးလို့မရတော့အနေထားမတင်ကြုံတွေ့ရတယ်ဘေးချက်နန်းချက်ထဲမှာကြုံတွေ့ရတယ်အဲ့ဒီထဲမှာကွင်းပြဿနာအလဲမှာပိတ်မိနေတယ်ဆိုရင်ထွက်ပေါက်မရှိဘူးလို့ခံစားနေရင်ဒီနေ့စိတ်မချပါနဲ့အဲ့ဒီအချိန်ကအတစ်တော်ဘုရားသခင်ရဲ့လက်တော်ကိုမြင်တွေ့မဲ့ချိန်ကာလဖြစ်တယ်အတစ်တော်ဘုရားပြုမဲ့နမိတ်လက္ခဏာအတစ်ကိုမြင်တွေ့မဲ့ချိန်ကာလဖြစ်တယ်အာမင်ဆိုလူကလေလွယ်လွယ်ကူကူနဲ့မာနချီလွယ်တယ်မိမိကိုအမြဲတမ်းဝါကြောခြင်းနဲ့တဘောကတော့အထဲမှာအပြည့်ပဲဣသီလလူမျိုးတွေဂျေရကောမြို့ကိုတိမ်ပိုက်ခဲ့တယ်ကြီးမားတဲ့အောင်မြင်ခြင်းရခဲ့တယ်သူတို့ရဲ့ရှိမှဂျေရကောမြို့ကိုပြိုချခဲ့တယ်အကုန်လုံးတပ်ဖြတ်ပြီးအောင်မြင်ခြင်းရယူခဲ့တယ်အဲ့ဒီချိန်မှာသူတို့ကဘာဖြစ်သွားလဲနော်မတိမတာကိုဟာနဲ့ကိုဟုတ်လာပြီထင်တဲ့စိတ်ကပြန်ဝင်သွားတယ်နောက်ထပ်တိုက်ပွဲတစ်ခုထပ်တိုက်ဖို့ဖြစ်လာတယ်အဲ့ဒီတိုက်ပွဲကဘာလဲဆိုတော့အာအီမြုပ်ဆိုတဲ့နော်ရွာကလေးတေးသေးလေးကိုတိမ်ပိုက်ဖို့ဖြစ်လာတယ်ဒါပေမဲ့ခြေကောနဲ့နိုင်ရှင်မယ်ဆိုတော့အဲ့ဒီအာအီမြုပ်ဆိုတာကတေးသေးလေးအဲ့တော့သူတို့ဘာတယ်လဲငါတို့ဒီဂျေရကောမြုပ်ယူတော့ငါတို့တိမ်ခဲ့သေးတာပဲဒီမြုပ်တေးသေးလေးလောက်ကတော့ဗျာဆိုပြီးတော့နော်ဟိုတွားချိုးတဲ့ဟိုအဖွဲ့တွေပဲလွတ်လိုက်တယ်တတ်တာတိပဲကိုမစူးဆောင်တဲ့ဖွဲ့တွေလွတ်လိုက်တာနော်မင်းတို့တော့တဲ့ဒီကတားသေးပဲအေးစီဆိုတော့အမြင်မှာမြုပ်တေးသေးလေးဆိုပြီးမဲ့နော်သူတို့ကအထင်သေးပြီးတော့ဇာတိကိုမတိမတာအမိပြုတ်ပြီးတော့သွားလဲတိုက်ရောအကုန်လုံးနော်ခါတဲ့စစ်ပွဲရှုံးပြီးတော့အကုန်ထွက်ပြေးလာခဲ့တယ်ဒါကြောင့်ကျွန်တော်လည်းတခါလေပီတာကလည်းငါအရင်ကငါဖမ်းနေကြပါတညလုံးဆိုအရင်ကငါများစွာရခဲ့ဘူးပါတယ်ဒီတခါလည်းရမှာပါဖယားကအဲ့ဒီစိတ်ကိုအလိုမရှိတဲ့ကြောင့်သူ့အပေါ်မှာပဲလုံးလုံးလျားလျားအမိပြုတ်တာဘုရားရှင်လိုချင်တဲ့အတွက်အဲ့ဒီညကိုဘုရားကလွန်စေခဲ့တယ်ဘလောက်ကြိုးစားပြီးမဲ့တကောင်မှမရခဲ့တာကစစ်မှန်တဲ့ဘုရားရဲ့ကျေးဇူးတရားကိုခံစားဖို့ကြောင့်ဖြစ်လာတယ်အာမင်ဒါကြောင့်ဒီအမျိုးသမီးလည်းပဲဒီတိုင်းပဲသူ့ဘဝမှာဘလူနေနဲ့မှဖြည့်ရှင်းလို့မရတဲ့ပြဿနာကြုံလာခဲ့တယ်နံပါတ်1ဘလူလောက်ရမလဲသူမသိဘူးနံပါတ်2သူ့မှာဘာရှိတယ်လဲနော်တော့ဘာပြောလဲဆိုတော့အိမ်မှာတဲ့စီဦးတလုံးမှတပါအဘယ်ဥစ္စာမြမရှိပါဘူးပြောဆိုတော့သူရဲ့အခြေအနေမှာဘုရားရှင်လက်တော်ထဲမှာအလိုက်တယ်ကိုတော့ကျွန်တော်မှတော့ဘာမှမရှိဘူးကျွန်တော်မတတ်နိုင်တော့ဘူးဒီပြဿနာကျွန်တော်ဘယ်လိုဖြေရှင်းမလဲမသိဘူးနော်ကျွန်တော်မှရှိတာဆိုလို့လက်နှစုံပဲရှိတယ်စုတောင်းနဲ့နော်ဒီပါဇက်တစ်ပေါက်ပဲရှိတယ်ကိုတော့ကိုချီးမွမ်းခြင်းမှတပါကိုတော့ကိုကျေးဇူးတော်ချီးမွမ်းခြင်းတပါစုတောင်းခြင်းမှတပါကိုတော့ကျွန်တော်မှဘာမှတခြားမရှိဘူးအဲ့ဒီအခြေအနေကမကောင်းပြီမဲ့နော်ကျွန်တော်တို့ဝိညာဉ်ရေးရအတွက်ကတော့ကောင်းတယ်ဟာလေလုယာအာမင်မကြုံသေးတဲ့သူတွေကြုံမစီလို့ဆုတောင်းမလို့ဖြစ်နေဒါမဲ့အားလုံးကတော့အတိုင်းအတာတစ်ခုတည်းဖြစ်တန်းလာခဲ့ကြတယ်ကြုံတွေ့ခဲ့ဘူးကြတယ်အားလုံးတက်သိခံချက်လည်းရှိကြမှာပါဒါပေမဲ့ဘုရားဆိုတာကဘုရားကအဲ့ဒီ level တစ်ခုမှပဲတန်းနေတာဘုရားအလိုတော်မရှိဘူးတင်းကိုတစ်စင်ပြီးတစ်စင်တိုးတက်စေခြင်းတော့ဘုရားဖြစ်တယ်တာကြီးမြင့်သောအရာကိုပို့မဲ့ဘုရားဖြစ်တယ်ဟာလေလုယာဒါကြောင့်အဲ့လိုအစင်တက်ပြရတဲ့ဖြည့်စွာတဲ့စာမေးပွဲဖျက်ချော်ရတဲ့အရာတွေရှိတယ်ဆိုတော့ဘုရားလက်ထက်မှာအလိုက်တယ်အေလိရှေကဘာပြောလဲဆိုတော့လမ်းငယ်ချက်ရောက်လာပြီအေလိရှေကတော်လို့အိမ်နီးချင်းရှိသမျှတို့တွင်လက်တော်ဥရုပ်ကိုငှားယူလော့များစွာသောဥရုပ်ကိုငှားယူလော့ဆိုတော့ကိုတော်မအစင်မပြေပါဘူးဆိုမှသူများစင်နဲ့ထပ်ပြီးတော့နော်ငှားရမယ်
ပြင်ယူခိုင်းတာလဲဦးအလွတ်ဒီပဲသူများစင်စီနေစီချီးလိုက်တော့ဒါအဖြေဖြစ်ကောင်းဖြစ်နိုင်တယ်တခါလေကျွန်တော်တို့ကပြဿနာကြုံတဲ့ခါမှာတွားရမယ်နေရာမှာမတွားတဲ့ခါမှာပြဿနာကပူကြံ့ကြာသွားတတ်တယ်ဆိုပါစို့နော်အတိတ်မှာပါလေရေတောင်ကျွန်တော်ကသူ့စီမှာအကျွေးရှိတယ်ဒေါ်လာ3000 5000ပေါ့အကျွေးစမဲ့ချိန်မှာမဆက်နိုင်ဘူးအဲ့ဒီတော့နော်ဒီအကျွေးကိုကျွန်တော်ဘယ်လိုဖြေရှင်းမှုစိတ်ကိုလဲဆိုတော့အချိန်နဲ့ရောက်ပြီဆိုတော့နော်ငါဒီအကျွေးဘယ်လိုဆက်ရမလဲမသိဘူးဆိုပြီးတော့ဒီမှာပဒါစီမှာသွားတယ်နော်sorry ပပရဲ့ဂျေစုပြုပြီးတော့နော်ကျွန်တော်ခက်ခဲနေလို့နော်ကျွန်တော်ပတ်စံ9000လောက်ခဏချီပါကျွန်တော်နောက်လာမှတေချာပြန်ဆက်ပါမယ်ตัวလည်းတနာပြီးတော့နော်ဆရာဆိုတော့လည်းအာနာပြီးတော့ချီလိုက်မလေးဆိုပြီးတော့ဒေါ်လာ9000ကျွန်တော်ချီလိုက်တယ်ဆိုတော့ကျွန်တော်ဒေါ်လာ9000နဲ့တော့အန်တီဒေါ်ရီတောင်စီမှာကျွန်တော်သွားဆက်လိုက်တယ်ဒီဘက်ကမီးခဏငိမ့်သွားတယ်ဒါပေမဲ့ဒီမီးတောက်ခါဒီမှာပြန်ထပ်ဖွင့်တလားဆိုတာနော်အကျွေးရွှေချိန်အယမ်းမြန်တယ်ပူမြန်တယ်အကျွေးစားတဲ့နေမျိုးဆိုရက်ဒီစက္ကန့်နဲ့ဘယ်လိုမြန်မှမသိဘူးနော်ကဘာကြီးကလည်းပူမြန်တယ်လို့ပဲဆိုတော့အဲ့ဒါနောက်လာလဲပြီးတော့မယ်ဆိုတော့လာကုန်ငါးနေမှာဒီပြဿနာမှာဖြေရှင်းတဲ့မျက်နှာပြက်ရတော့မယ်အဲ့ဒီတော့နော်ကျွန်တော်ဘယ်ထပ်သွားလဲဆိုတော့ဒီမှာနော်နာမည်ဘယ်လိုခေါ်လဲကိုထီအောင်တော့တတိပဲပေါ့စီပဲလေနော်ဆိုတော့သူစီမှာကိုထီအောင်ရဲ့နော်ကျေးဇူးပြုပြီးတော့ကျွန်တော်ဒေါ်လာ9000လောက်ချေးပါဗျာကျွန်တော်နောက်တလားမကြာစေတလားနဲ့ကျွန်တော်တေချာပြန်ဆက်ပါမယ်နော်ဒါနဲ့သူ့စနေနောက်တခါတော့လဲတနာလောက်ချေးပေးလိုက်တယ်အဲ့ဒီဒေါ်လာ9000ကိုဘယ်ပြန်ပေးလိုက်လဲဒီမှာပပေါစီမှာထပ်ပေးဒီမီးကတော့ခဏငိမ့်သွားတယ်နော်ဒါပေမဲ့နောက်တခါဒီမှာထပ်ပေးတော့မီးရနော်ပြန်တောက်အောင်ပြန်ရောဆိုတော့တော်လေးကိုနော်ပြဿနာကပြီးသွားတာမဟုတ်ဒီကိုစတဲ့ဒီကနေဟိုကိုစတဲ့ဒီကနေဟိုနောက်ဆုံးမှာအတင်းအားလုံးကုန်သွားပြီအတင်းတော့မျက်နှာမပြရဲတော့ဘူးတခါရီကျွန်တော်ကပြဿနာကိုဖြေရှင်းတာကကိုအရှက်မရဘူးလောက်ပဲကျွန်တော်တို့ကဖြေရှင်းခြင်းတာအဲ့လိုဖြေရှင်းနည်းကလည်းထာဝရပျောက်ကွယ်သွားမဲ့ဖြေရှင်းနည်းမျိုးမဟုတ်ဘူးလူနီးလူဟန်နဲ့ပဲပြဿနာပူပွားများစေမဲ့နော်ကိုယ့်ရဲ့ကျေးဇူးတင်ရမဲ့ပုံကူတွေပဲပူများလာတယ်ဒီအမျိုးသမီးကတော့ဘယ်သူစီသွားလဲတခြားအိမ်မှာသွားပြီးတော့မသွားတော့ဘူးဖယားစီတက်မလာတယ်ဟာလေလုယာအာမင်ဆိုတော့ prophecy လာတယ်ကိုတော့အချိန်တွေကတော့ဒီလိုပဲအခုကလေးတွေလာသိမ်းတော့မယ်နော်ကျွန်မလည်းဘာမှမရှိဘူးအိုးစီဦးလုံးမတပါအခြားကျွန်တော်မှမရှိဘူးဆိုတော့အဲ့ဒီမှာ prophet ကြီးကလမ်းညွှန်ချက်ပေးတယ်ဒါဆိုရင်ဦးလုတ်ကိုအများကြီးနော်နည်းနည်းမို့အများကြီးအားလုံးပြောအများကြီးငားလာခဲ့ယူလာခဲ့နော်ဆိုတော့အဲ့ဒီအထိနော်သူကပြောသွားတယ်ဆိုတော့ပထမလမ်းညွှန်ချက်ကတော့အိုးရှိသမျှဦးလုတ်ဒီကိုငားဖို့များစွာသောဦးတို့ကိုငားယူလို့ဆိုတော့ပထမအခြေလမ်းနော်ဒါနဲ့အပိုက်ငယ်လေးကိုအိမ်တို့ရောက်တော့ခါသားတို့ကိုခေါ်၍တကားကိုပိတ်ပြီးမှငားယူသောဦးများအထဲသို့စီကိုအပြစ်လောင်း၍ထားလို့စင်ဒီတိုင်းထိုမိန်းမသည်သွား၍သားတို့သည်ဦးများကိုယူခဲ့ပြီးမှမိန်းမသည်သားတို့နှင့်အတူအိမ်ထဲသို့ဝင်၍တကားကိုပိတ်လက်စီကိုလောင်းလေ၏ဦးများ၌စီပြည့်သောအခါဦးတလုံးကိုယူခဲ့အောင်ဟုသားအားဆိုလျင်ဦးလည်းမရှိပါဟုပြန်ပြောသောစီဒီတန်လျက်နေ၏ဦးလို့ဒီငါပါပြီးတဲ့ခါမှာအိမ်ထဲမှာတကားပိတ်ပါအဲ့ဒီမှာတင်းတို့တာမီဒီနော်အဲ့ဒီခင်ဗျားတို့မှာရှိတဲ့ဦးထဲမှာရှိတဲ့စီကိုအဲ့ဒီဦးလို့ထဲမှာလောင်းလိုက်အလုံးပြီးပြီးစင်တီးတန်ဖယ်လိုက်အကုန်ပြီးမှဆူလိုက်ဆိုတော့အဲ့ဒီလမ်းညွှန်ချက်ဟာလက်တွေ့တော့မကြဘူးဒီတိုင်းတာမစဉ်းစားမယ်ဆိုတော့ဘာမှမရှိတဲ့ဦးထဲမှာဘာမှမရှိတဲ့ဦးထဲကစီကိုအနေငယ်ကိုနော်ဘာမှမရှိတဲ့ဦးလို့ထဲမှာဘာမှမရှိတဲ့ဦးထဲကစီအနေငယ်ကိုလောင်းရမယ်ဆိုတဲ့ကြီးကလက်တွေ့မချဘူးဒါမဲ့တခါလေဖယားရှင်ကကျွန်တော်တို့ကိုပြဿနာဖြေရှင်းပေးတဲ့ခါမှာတခါလေကျွန်တော်ထင်တယ်ယုံကြည်ခြင်းရှိတယ်ဆိုတာကနော်ဘာမှမလုပ်ဘဲနဲ့ဖယားရဲ့လက်တော်လှုပ်ရှားဖို့ထိုင်ဆောင်ပြီးတော့အဲ့ရင်နဲ့စောင်းနာမျိုးကျွန်တော်ထင်တတ်တယ်အဲ့လိုလည်းမဟုတ်ဘူးဖယားစီမတင်ဆုတောင်းလာတဲ့ခါမှာဖယားတခင်ကတင်းကိုတကုတ်ကိုလမ်းပြလိုက်မယ်တဆုံတယောက်ကိုဖုံးဆက်ဖို့လား
แต่ทรงเจ้าเนี่ยตัวตุยบูลาอาเมนสุดพยากาเอ็ดลันยนเชดิปีลาเลยเมถามมาเอามุกซูมาเดียวสนอตัวแบบนี้ตัวเรามาซาเซียมาชีบาบุสมาพยาเยลูโปรเฟตเอลียาละเอลิเชตัวไอ้ยังส่งตัวช่วยใครนะตัวเรามันนับสมจีซันไอ้มงเนี่ยมงกุนเนบิโรมงพงเมปีนตามีสามเมไอ้น่ะปีนกัสโซบิสุโรชีตมีซาเซียกงมีสุโรนับปัดดิมาตีดอมดาตัวยังนับสมซาซาเล็ดจังเลยแต่แบบพี่อะไอ้ที่ชิมาบ้าเปียวเลยไอ้ดากูไปเลยเด็เนาะพยาลูช่วยเลยสุดฉันรู้ยังพยากูสุดดาวในเชิงมาเลยพยากาเต็งกูแต่ส่งกูลำเปียลาดิเมปีตาวเจอร์บลูลันอยู่เลยกาวมาไม่ยากเกินเนี่ยมาเบน่าทัดตะขาไปก่อนชาบาอุณาวันเล่มขันจิมูอติติยาตัวการอดากกันไหนเล็กกันไหนบ่ไม่ชิวได้ไหมยงจีจินสุรากาเล็ดดุยจ้ามาจ้าพยาเยสการอได้เล็ดดุยเล่าส่งมาฮาเลลูยาพินันจีมาชีดองยาเลยนากันจินเนซาบิโรไปก่อนนี่ชาจีบาเล็ดดุยมาจ้าดอเลยอุลดีอัมยาจีสุอัมยายังงาลาเกเลยอาเมนพี่ชิมบุอดีกะลูกปีเมตัวพยาพิตัวเจ้าสบีกงตัวเรเมริกาเนาะมาท่าเรดีเจ้าอูริวยีอัมยาพี่สุดดีอูริเจ้าอูสุดตรุชิราอูยีสิเรแต่กาวนามาชิเรยีตัวเราเนี่ยอูสิอูสินอูริเบพามาสิลัวเชกาสบีแต่ไม่พี่กันนะยีเล็ดปีมาชาดองยาเลยดีแต่เบริกายีอปีตะคาร์อูเรมากงพี่ตัวจ่าเรอาเมนดีเชมาป่วยอุสิมาตัวต้นไล่สุรเชมาป่วยอุสิยาวตะคาเชอป่วยก็ยีเลมีสันไล่ยอก็บามาอากองทรงสบีเพียตัวเรแต่เจ้าเจ้าพยาเยต้นเดนเนลันจงเนมาเจ้ายงยิชินตูปวดเสียเดขามาเลยดีได้งาเราบามาเล่าเบนนี่เนาะบามาตูปวดมาโมแต่เมื่อบลูเล่ามาตีดิเชมาเล็ดปีมาจ้าเดพยาเยสีขันเชปอมายงยิชินเนเต็นชีลันลาเดขามาเต็นกูเรงพยาเนอดูเล็ดปีเล่าสองนี่ดับพี่เดชไอ้ดินไม่เล็กนาตะเกพิลาเดขามาเลยพยาเด็กเนี่ยตบาวะหล่นเนี่ยแต่กูเต็งกูไรมีนด้วยขันใจยาเนี่ยดาอุณาเนี่ยตีเดียตีมาดูบุตัวระบาดแต่ตีขันเราตีเดียตีแต่มาดูบุเต็งกูไรเอ็นカウンターพิบิโรพยากูนับพูดด้วยดูด้วยตีไล่เดียยาพิเดอาเมนอาลงเนาะเจ้า US ยาวเด็กชัยมาอาลงตีจามเจ้ายงไปสัญญาเกษาเดียมีมาบีเนี่ยมาดูเนาะဒီဘက်မှာတော့တော်တော်လေးကိုစိတ်ရှိရှင်းသင်ခံသိရတယ်နော်ဒီဘက်ဖွဲ့ရ AC ပဲအရင်တော့ငါတို့ချားဘူးရုံးကိစ္စအဆိုင်လမ်ဘလူတင်ရဒါမှမဟုတ်ဖောင်မဘလူတင်ရတယ်ဆိုရှယ်ဘလူရှောင်းရတယ်နော်ဆိုတော့ကြားတာရှိပြီမဲ့နော်ကိုရိုင်းရုံးသွားပြီးတော့မဖြေရှင်းမချင်းလေအဲ့ဒီအတိတက်ပဲဒါမဲ့တကယ်ကိုရိုင်းသွားပြီးတော့ဖြစ်တန်းလာပြီးမှတိလာတဲ့အရာကမှတကယ်တိချင်းအမှန်ဖြစ်တယ်အာမင်ဆိုတော့ဒီအမျိုးသမီးလည်းပဲဦးလွတ်ဒီငားလာခဲ့ဆိုတော့ဦးလွတ်ဒီငားလာတယ်အိမ်ထဲမှာတကားပိတ်တယ်ဒါနဲ့သူ့မိခင်ကဦးထဲမှာရှိတဲ့စီအနှင်းငယ်ကိုဦးလွတ်အများကြီးရှိတဲ့ထဲမှာစားပြီးတော့တွန်းလုံးလိုက်တယ်ဒါကယုံကြည်ခြင်းရဲ့ခြေလှမ်းဖြစ်တယ်အာမင်ယုံကြည်ခြင်းခြေလှမ်းဖြစ်တယ်လောင်းရင်နဲ့မရက်တတ်နိုင်တော့ဘူးဦးတလုံးပြည့်သွားပြီဒါနဲ့ထားတာရဲ့နှစ်ဦးတလုံးယူလာခဲ့နော်နှစ်ဦးတလုံးမလာခဲ့အဲ့မှာထပ်လောင်းစီကမကုန်နိုင်ဘူးအမြဲတမ်းသုံးလောင်းနေတယ်နှစ်ဦးတလုံးလောင်းနေပြည့်တယ်နှစ်ဦးတလုံးလောင်းနေပြည့်တယ်နှစ်ဦးတလုံးလောင်းနေပြည့်တယ်ဆိုတော့ယုံကြည်ခြင်းနဲ့ငါးတလောက်ဦးလွတ်ဒီရှိသမျှကာလပတ်လုံးဖယားရဲ့ထောက်ပံ့ခြင်းဘယ်တော့မှမရက်သွားဘူးနောက်ဆုံးမှာနောက်တလုံးယူလာခဲ့ဆိုတဲ့ချိန်မှာတို့သားပါအမေဦးဒီမချန်တော့ဘူးတဲ့ဦးလွတ်တဲ့ကုံသွားပြီတဲ့အဲ့ဒီချိန်မှာပဲစီကားဘာဖြစ်လဲတန်သွားတယ်ရက်တန်သွားတယ်ပြောချင်တာကတင်းရဲ့လူအချက်ဒီထက်ဘုရားရဲ့ထောက်ပံ့ခြင်းအမြဲတမ်းပူကြီးမာနေတယ်တင်းရဲ့ဘဝအသက်တာမှာကွက်လက်တွေဘယ်လောက်ရှိပါလိမ့်စေအဲ့ဒီကွက်လက်တွေထက်ဖြ
ထိပေးနိုင်တဲ့ဖခင်တကူတော်ပို့ချီးမြှောက်တာဖြစ်တယ်သင်ဘဝမှာအားနဲ့ချက်ရှိတယ်လူတိုင်းမှာရှိတယ်အဲ့ဒီအားနဲ့ချက်တဲ့ဖခင်တကူတော်သုံးလင်းနေဟာလေလုယာအဲ့ဒီဦးလို့တရားဘာအတွက်လဲဖခင်ရဲ့ provision ကိုမြင်တွေ့ရမယ်အခြေအနေကောင်းဆုံးပဲဦးလို့ဒီမချုံခဲ့ရင်ဦးလို့ဒီအများကြီးမငားခဲ့ရင်ဖခင်တခင်ကဒီလောက်ထိထောက်ပံ့နိုင်နေဆိုတာသူမြင်တွေ့ခဲ့မှာမဟုတ်ဘူးဟာလေလုယာအများကြီးငားလာခဲ့လို့ပြောတာနော်ဒီထက်ငားနိုင်တော့ဘာဖြစ်လဲဒီထက်ပို့ပြီးတော့ season over ဒါကြောင့်ချီနီချီပြီးတော့အသက်ရှင်တော့သူမဟုတ်ပါနဲ့ခံစားချက်နဲ့သွားတော့သူမဟုတ်ပါနဲ့အာမင်အမြင်အားဖြင့်မဲ့ချီလန်းတဲ့သူမဟုတ်ပါစေနဲ့လူဒီပြောတဲ့စကားနဲ့ပဲသွားလာတော့သူမဟုတ်ပါစေနဲ့ပဝန်းကျင်အခြေအနေအလိုက်ပဲနော်အလိုက်တဲ့မျိုးပါတော့သူမဟုတ်ပါစေနဲ့Paul ကပြောတယ် we live by faith not by sight ငါတို့အမြင်အားဖြင့်အသက်ရှင်တာမဟုတ်ဘူးတဲ့ယုံကြည်ခြင်းအားဖြင့်အသက်ရှင်နေဆိုတော့ရန်ကုန်မှာဘုရားကျွန်တော်လည်းကားတွေပေးထားတယ်ဆိုကျွန်တော်လည်းငယ်တုန်းက crazy hit တဲ့မြတ်ကားတွေအကုန်ရှောက်လဲပြီးတော့စီးခဲ့တာငယ်တုန်းကအရန်ကြိုက်ခဲ့တဲ့ကားတွေဆိုတော့ Prado တို့နော် Saab ကားတို့ Pajero တို့ဒါငယ်တုန်းကအရန်ကြိုက်ခဲ့တာဆိုတော့ဘုရားကောင်းချီးပေးတဲ့ခါကျွန်တော်အကုန်လုံးတခုပြီးလဲပြီးတော့စီးတယ်အမျိုးသမီးတွေတိတ်တော့မချဒါတော်စီးတဲ့ကားတော်စေစီငါအရန်ကြိုက်လို့စီးခဏစီးပြရစီဆိုပြီးတော့စီးတယ်ဒါနဲ့အမျိုးသမီးကတော့သူက brand new ကြိုက်တယ်တဲ့အဲ့ဒါကျွန်တော်ကား showroom တွားကြည့်တယ်စိတ်ထဲမှာမှန်းတာကတော့3,000ဝန်းကျင်တန်လောက်ဝယ်မယ်ပေါ့နော်အဲ့ဒါကြည့်တဲ့ခါကျအတစ်ထဲမှာအဲ့လောက်စီအသိမရှိဘူးနည်းနည်းမောင်ပီတာ second hand ဒီဟိုမိုင်နဲ့ဆိုတော့မိုင်1000တို့8000 9000မောင်ပီတာတွေတော့ရှိတယ်ဒါပေမဲ့အတစ်ကြိုက်တယ်ဆိုတော့ဘာဖြစ်ဖြစ်ငါတို့နိုင်တဲ့အထက်ကပဲဝေလိုက်မလဲဆိုပြီးတော့အဲ့ဒီ use ကားတွေချိတယ်ဈေးတော်စကားပြောပြီးသွားပြီ showroom ပိုင်ရှင်နဲ့အဲ့ဒါနဲ့ကျွန်တော်စိတ်ထဲမှာဟိုဖယားကစကားပြောတဲ့ဟာတခုရှိတယ်ကျွန်တော်စင်ကာပူမှာ visa ဝင်တဲ့ချိန်မှာအခန်းထဲမှာ second power တရားဟောနေတာသူကဘာကြောင့်ဟောလဲဆိုတော့ prophet ကြီးကရှင်ဘုရင်ကိုပြောတယ်ဒီမီကြီးကိုတဲ့မြားတောင်းနဲ့ရိုက်ပါတဲ့ဒါနဲ့ရှင်ဘုရင်က3ခါရိုက်တယ်နော်ဖုံဆို3ခါရိုက်တယ်ဒါနဲ့ prophet အရင်စိတ်ဆိုးတယ်ဘာဖြစ်လို့3ချိန်ပဲရိုက်တယ်လဲတဲ့အများကြီးရိုက်ရင်တဲ့ အများကြီးအောင်မြင်ပါတယ်ခင်ဗျားက3ချိန်ပဲရိုက်တဲ့အတွက်3ချိန်ပဲတိုက်ပွဲအောင်မြင်နော်မိကြီးရိုက်တဲ့ပတ်စံပေးရတယ်မဟုတ်လေနော်ဆိုတော့တခါလေကျွန်တော်ဖျားတကူတော့ကန့်တတ်တာဖျားမဟုတ်ဘူးကျွန်တော်ကနော်3ချိန်ပဲခဏခဏရိုက်နေလို့3ချိန်ပဲရစူတောင်းရင်တော့မှတိတ်မတောင်းရဲဘူးနော်ကိုရောမိသားစုမှာပိုရှန်မရှင်နေမစီအကျွေးမရှင်ပေးပါပြီနော်နေ့တိုင်းစားနေတောင်းနေခွင့်ပေးပါအသက်မွေးလောက်တော့အစားအစာကိုပေးပါနော်အပူလည်းမလိုပါလူလည်းမလိုပါဆိုမိသားစုစားနေတော့ပြီအဲ့ဒါပါလေ3ချိန်ပဲရိုက်တဲ့စူတောင်းချက်ဖြစ်တယ် prophet ကြီးဘာဖြစ်လို့အများကြီးမရိုက်တယ်လဲတဲ့အချိန်အများကြီးရိုက်ရင်အောင်မြင်ခြင်းရမှာတဲ့အဲ့ဒီစကားကကျွန်တော်နားထဲမှာဝင်လာတယ်အဲ့ဒီချိန်မှာလည်းအဲ့ဒီကား showroom ပိုင်ရှင်ကဘာပြောလဲဆိုတော့ဟာတဲ့ကျွန်တော်အထဲမှာလည်းအဲ့ဒီအစ်စ်တစီဟိုရောင်းစားရှိတယ်မဝယ်လဲကြည့်သွားလိုက်လေတဲ့ဟောအလကားကြည့်လို့ရတယ်ဆိုတော့ကြည့်လိုက်မလဲဆိုတော့အဲ့ဒါကားထဲဝင်ပြီးတော့ကြည့်တဲ့ခါမှာကျွန်တော်အဲ့ဒီကားထဲဝင်လိုက်တာနဲ့ကိုမစင်းနိုင်တော့ကားထဲကအဲ့ဒီကားအရန်ကျွေသွားတယ်နော်ဆိုတော့ကားတော့တရုတ်ကဒါပေမဲ့တရုတ်ကားထဲမှာတော်တော်နာမည်ရှိတဲ့ကားတရုတ်တွေတီးတဲ့အရန်ဆွေးမြက်စရာကောအရန်လောက်တတ်လေနော်စိတ်ထဲမှာတီးပြီးတဲ့ engine ပိုင်းတော့ဂျပန်ဘလူးမမီဘူးဆိုတာတီးတယ်ဒါပေမဲ့ချောလို့ကိုဝယ်ချင်တာသူရဲ့ရုပ်သူရဲ့ dream decoration တွေသူရဲ့ infotainment တွေကစားအရန်ကိုကားထဲမှာထိုင်လိုက်တာနဲ့သူရဲ့ sound system တွေရောအကုန်လုံးတွေကအရန်မိုက်တဲ့ခါကျဘလူးမစင်ချင်တော့မိမသွားတော့ဟိုမှာပတ်စံရှင်းမယ်ဆိုတော့ဟိုချီဒီချီကျွန်တော်ဟိုစန်းဒီစန်းနဲ့
ဒီကားပဲယူရအောင်လို့ပြောလိုက်တာမျိုးသမီးလန့်သွားတယ်အရန်ဈေးကွာတယ်လေဆိုတော့အဲ့တော့1500လောက်ရှိတယ်ဆိုတော့ဘယ်ပါစံနဲ့ဝေမလဲတဲ့မဟုတ်ဘူးလို့ဘုရားရှင်ငါ့ကိုစကားပြောတယ်လို့အချိန်အများကြီးရိုက်ပါလို့ပြဆိုတော့တုံးတာပဲမရိုက်နဲ့အချိန်အများကြီးရိုက်နော်ဆိုတော့အဲ့ဒါနဲ့ဒီစိတ်ထဲမှာအဲ့ဒီစကားကလေကျွန်တော်စင်ကာပူသွားတော့ကကြားခဲ့တဲ့စကားကဖယားကဝိညာဉ်တော်ကပြန် remind လုပ်တဲ့ခါမှာလေရှိတာမရှိတာမတတ်နိုင်ဘူးလို့နော်ဒီကားကိုယုံကြည်ခြင်းနဲ့ဝေမယ်ဆိုတော့ဒါနဲ့အစမှာတော့အဲ့ဒီ900လောက်ကတော့တနည်းအားဖြင့်ယူပြီးတော့ဝေတာဖြစ်ပြီမဲ့ဖယားကလေတကယ်အနော်ဆဲကောင်းတယ်အဲ့ဒီကားနဲ့ပတ်သက်တဲ့အရာအားလုံးလည်းလုံးဝဖယားတောင်းယူသွားတယ်အာမင်ဟိုယူလဲအဲ့ဒါပဲရမှာနော်ဒီကမြတ်ရိုက်တဲ့ခါကျမြတ်လည်းရအာမင်ဆိုတော့ပြောချင်တာအဓိကဘာလဲဆိုဖယားကပြောတဲ့စကားအရေးကြီးတယ်ဖယားကဒီချိန်မှာတင်းကိုဘလို့ခြေလန်းခိုင်းတယ်လေအာမင်ဒီချိန်မှာဘလို့ပေးခိုင်းတယ်လေခုနမုတ်ဆုံးမဆိုသူ့မှာတော့မရှိပါဘူးဆိုမှအစင်းရဲဆိုအချိန်မှာအခက်ခဲဆိုအချိန်မှာမျိုးစေ့ကိုကျဲခိုင်းလိုက်သေးတယ်ဒါကြီးကခြေလန်းမှုခက်တယ်ဒီအမျိုးသမီးကျတော့ကိုသူ့မှာလည်းဘာမှမရှိတဲ့ဟာကိုနော်သူများစဲနေစီအပြည့်ဦးတစ်လုံးလောက်ချီးရင်တော်သေးတယ်ဦးလက်ဒီထပ်ငါခိုင်းတယ်လက်တွေ့မချဘူးပီတာတညလုံးလှုပ်တဲ့ကျိုးစားတဲ့နေရာမှာတကောင်မှမရတဲ့နောက်ထပ်တစ်ခါပိုက်ကွန်ပြန်ချခိုင်းတယ်လက်တွေ့မချဘူးဒါပေမဲ့ကောင်းကြီးမင်္ဂလာဆိုတာကရည်ထဲမှာမရှိဘူးငါးကြောင်လည်းမဟုတ်ဘူးလေကြောင်လည်းမဟုတ်ပိုက်ကွန်ရှိလို့လည်းမဟုတ်ဘူးဖယားရဲ့ကောင်းကြီးမင်္ဂလာဆိုတာဖယားရဲ့နှုတ်ထွက်စကားထဲမှာရှိတာဖြစ်တယ်အာမင်ဒါကြောင့်ခရစ်တော်ကပိုက်ကွန်ကိုချ၍ငါးကိုအုပ်ဆန်းလို့ဟုအမိန့်ပေးတဲ့အခါမှာပိုက်ကွန်ချလိုက်တယ်ဆိုတော့သူရဲ့ပိုက်ကွန်ကတော့ငါးကိုအုပ်မိတာငါးဒီကအတင်းသူရဲ့ပိုက်ကွန်ထဲမှာလာဆက်ကလို့အာမင်ဘယ်လောက်တော့ရသွားလဲဆိုတော့40နိလူမတာသူရဲ့ဘဝမှာအဲ့လောက်များတဲ့အောင်မြင်မှုမျိုးသူမရှိခဲ့ဘူးဒါပေမဲ့အဲ့ဒီနေ့မှာသူသိလိုက်တာကကောင်းကြီးမင်္ဂလာရဲ့အရင်းမြစ်ဟာယေရှုကိုယ်တိုင်ပဲကောင်းကြီးမင်္ဂလာဘုရားရဲ့နှုတ်ထွက်စကားထဲမှာပဲရှိတယ်အာမင်ဆိုတော့ကျွန်တော်တခြင်းနဲ့မှာလည်းဆိုတယ်နော်ကိုရောစကားတန်နိုင်နေယုံလိုက်ကိုရောစကားဖြစ်နိုင်နေယုံလိုက်ဆိုယုံသူတိုင်းအပေါ်မှာဖြစ်လေထိုးချဆိုတာပြုတ်တဲ့ဘုရားနောက်ဆရာကိုပြချင်းနဲ့မှာလဲကိုရောပြောရင်ပြောတဲ့တိုင်းဖြစ်လာတယ်ဖြစ်စေလို့ပြောရင်ဖြစ်လာတယ်လေးရက်လုံးနဲ့လာဇရုထဲမှာနော်ဒါကြောင့်ငါးကိုအုပ်ဆန်းလို့အမိန်ပေးတဲ့ခါမှာငါးတွေတကယ်အုံမိသွားတယ်စီကိုလောင်းလို့ပြောတဲ့ခါမှာစီဒီဒလဟောစီထွက်လာတယ်အာမင်ဆိုတော့တင်းရဲ့လူအချက်တွေကဦးလွတ်ဒီဘလောက်များတယ်လဲကျွန်တော်မသိဘူးတချို့ဦးလွတ်ဒီကနော်မိမဆိုတဲ့ဦးလွတ်လည်းဖြစ်နိုင်တယ်တချို့ဦးလွတ်ဒီကယောက်ျားလူအပ်တဲ့ဦးလွတ်လည်းဖြစ်နိုင်တယ်တချို့တွေဒီချိန်မှာတော့အလုတ်အကင်ဆိုတဲ့ဦးလွတ်နော်လူအပ်တာလည်းဖြည့်ဖို့လိုတာလည်းဖြစ်နိုင်တယ်ဆိုတော့ကိုယ့်ရဲ့ဘဝမှာဆုတောင်းတဲ့အကြီးကျယ်ကြုံတွေ့ရတဲ့ပြဿနာတိုင်းနဲ့လွတ်မြောက်ဖို့ရန်အတွက်ဦးလွတ်ဒီဖြည့်ရှင်းမဲ့ quality အများကြီးရှိနေပြီမဲ့ကိစ္စမရှိဘူးဒီနေ့ဘုရားမျက်နှာတကယ်ရှားတဲ့ခါမှာဘုရားစီလာတဲ့ခါမှာဘုရားကကျွန်တော်အမြဲတမ်းထွတ်မြောက်တဲ့လမ်းကိုပြင်ဆင်ပေးပိုင်တော့ဘုရားဖြစ်တယ်ဟာလေလုယာတလုံးပြီးတလုံးလောင်းတယ်ပြည့်သွားတယ်တစ်ခုပြီးတစ်ခုလောင်းတယ်ပြည့်သွားတယ်ဘယ်ချိန်ထိတောင်လဲနောက်ထပ်ဦးလွတ်မရှိတော့တဲ့ထိဟာလေလုယာကုံနဲ့အထိစီကရက်တမသွားဘူးတားရဲ့ဦးလွတ်တလုံးယူလာခဲ့ဦးလွတ်ယူလာပြီးမှလောင်းတဲ့ခါမှာရက်တနဲ့စီမဟုတ်ဘူးဟာတားရဲ့ဒုက္ခပဲစီကတော့ကုံသွားပြီဟာဦးဒီတော့အများကြီးချန်သေးတယ်မဟုတ်ဘူးလောင်းနဲ့လောင်းသမျှဦးလွတ်ရှိသမျှအားလုံးမှာစီဒီတုံးလောင်းခြင်းခံရတယ်ဘယ်တော့မှရက်တနဲ့ဖျားထောက်ပံ့ခြင်းစီစဉ်နေစေဘယ်ချိန်မှာပဲရက်တန်သွားလဲဦးလွတ်မရှိတော့တဲ့ချိန်မှာဒီနေ့တင်းရဲ့လူအချက်တဲ့ဘုရားရဲ့တတ်နိုင်ခြင်းဟာပိုတကူကြီးတယ်ဆိုတာယုံပါဒီနေ့တင်းမှာဘာလူအချက်တဲ့ quality ရှိတယ်လဲနော်ဘာပြဿနာကြုံနေတယ်လဲဘယ်အရာရင်ဆိုင်ကြုံတွေ့နေရတယ်လဲသူဦးလွတ်တိုင်းကိုပြည့်ပေးမယ်ဘုရားဟာတင်းတူရှိတဲ့ဘုရားဖြစ်တယ်ဟာလေလုယာဒီနေ့တင်းကိုတင်းအထဲမှာလဲဝိညာဉ်တော်ရဲ့တောင်းလောင်းခြင်းကိုခံဖို့ဘုရားစီလာဖို့ဘယ်လိုလုပ်တယ်လဲဆိုတော့ကိုအစွမ်းစားကိုအမိပြုတ်တာတွေကိုရဲ့အိုးထဲမှာရှိတာတဲ့အရင်တုံးချလိုက်ပါအာမင်မိမိကိုဦးလွတ်တဲ့
ကိုရောကိုပဲကျွန်တော်အမိပြုပါတယ်ကိုရောကိုပဲလူအပ်ပါတယ်ကိုရောရှင်ကိုပဲလူအပ်ပါတယ်ကိုရောဖြစ်ပေးပါကိုရောကပဲလမ်းပြပေးပါတင်းရဲ့အတိကိုလည်းဦးတော်နေနဲ့ဖယ်ထားလိုက်ပါအာမင်ငါတိတဲ့ငါတတ်တဲ့အတိအတတ်နဲ့သွားရင်တော့အကောင်းဆုံးနဲ့လွေးချော်သွားနိုင်တယ်ကိုရောဒါကြောင့်ကျမ်းစာကိုထာဝရဘုရားကိုအမိပြုလို့ကိုညံကိုအမိမပြုနဲ့တင်းရဲ့ညံထဲမှာလည်းဦးလို့ဖြစ်ပါစေပြောချင်တာကဘာမှမသိယူနဲ့ပြောချင်တာမဟုတ်ဒါပေမဲ့အဲ့ဒါကိုအမိမပြုတ်ဘဲနဲ့ဘုရားရှိမှကိုတော်ကပဲဖြစ်ပေးပါဟာလေလုယာအာမင်အာမင်အာမင်ဆိုတော့ငါလှုပ်တတ်ပါတယ်အဲ့ဒီအတွေ့အကြုံတွေလည်းဦးလို့အနေနဲ့ထားလိုက်ပါအတွေ့အကြုံမှာလည်းမရတဲ့အတွေ့အကြုံဆိုတော့ကောင်းခဲ့ပါတယ်ဒါပေမဲ့ဂျေရီကိုမြို့ကိုအောင်မြင်တိုင်းအာအီမြို့ကိုအောင်မြင်ရမယ်မဟုတ်ပါဘူးဘုရားကိုအားကိုးတဲ့ချိန်တိုင်းမှာပဲအောင်မြင်ကြီးရမှာဖြစ်တယ်အတိတ်ကအတွေ့အကြုံနဲ့ဒီနေ့မှာဆက်သွားလို့မရတော့ဘူးအာမင်အော်ငါတို့ငယ်တော့နှုတ်ထားမှုဘလို့ဖြစ်ခဲ့တာအဲ့ဒီနှုတ်ထားမှုထားခဲ့လိုက်တော့တချို့တွေပြောတယ်ငါတို့ကနှုတ်ထားမှုတွေဒီခေတ်ကျတော့ပေါ်ဆဆာနဲ့ဘလို့ဖြစ်လဲမသိဘူးတဲ့ငါတို့ကနှုတ်ထားမှုဖြစ်တယ်မှာလူတွေအမြဲတမ်းငိုတယ်ငိုတာမငိုတာလည်းမဆိုင်ဘူးအာမင်နှုတ်ထားမှုဆိုတာတကယ်ဝိညာဉ်တော်ရဲ့တုတ်တခြင်းခံရအဓိကပဲဝိညာဉ်တော်ရဲ့အထဲမှာတကယ်ရဖို့ပိုအရေးကြီးတာအာမင်အရင်တော့တတိခံချက်တွေကကျွန်တော်ရဲ့တင်တဲ့တည်းနဲ့တခါတည်းချစ်သိမ်းမှုထားပြီးတော့ကျွန်တော်ကယ်တင်ခြင်းရသွားတယ်တချို့တွေအဲ့ဒီအတွေ့အကြုံမှာကြံခဲ့တယ်ကယ်တင်ခြင်းကချစ်သိမ်းမှုနဲ့မဆိုင်ဘူးတော့ထားခြင်းနဲ့မထားခြင်းနဲ့နေယေရှုတကယ်ယုံရင်ရမှာတခါလေကျွန်တော်အတိတ်ရဲ့အတွေ့အကြုံနဲ့ပဲဘုရားကိုကန့်တတ်တယ်အတိတ်ရဲ့အတွေ့အကြုံနဲ့ပဲဝိညာဉ်တော်ငါတို့ကန့်တတ်တယ်ငါတို့အသေးတော်ကဒီလူမျိုးပဲဘောင်ခတ်တဲ့နယ်နိမိတ်ထဲမှာပဲဝိညာဉ်တော်တိမ်ထားခြင်းတာမဟုတ်ဘူးဝိညာဉ်တော်ခေတ်ကာလတစ်ခုချင်းစီတိုင်းမှာအတစ်တော့အရာကိုလှုပ်တော့ဖျားဖြစ်တယ်လက်ခုပ်တီးလက်ဖျောက်ချီးမွမ်းရအာမင်ဒီနေ့ကဘာမှလည်းဘယ်လိုမျိုးတွားဒီဟာဒီနေ့ဒီမျိုးမပြုတ်ပဲနဲ့မျိုးမပြတ်ပဲနဲ့ဘယ်လိုမျိုးတိတ်ဆန်ရှင်းတတ်နိုင်လဲသူ့အချိန်ကအလိုက်ယာတီအလိုက်ပြောင်းလဲပြီးတော့ယာတီနဲ့အငီလိုက်ရောငီထွေစွာဆက်နေတွားတဲ့တိတ်ဆန်ဒီပဲဆက်အသက်ရှင်နိုင်တယ်အာမင်တချို့ခရိယန်တွေဘာဖြစ်လို့ဝိညာဉ်မှာနောက်ကျသွားလဲအတိတ်ရဲ့အတွေ့အကြုံနဲ့ပဲရှင်းတယ်ဒီကနေ့မှာဝိညာဉ်တော်ကဘာလို့တလဲသူတို့ခံယူနိုင်တဲ့စွမ်းနာမရှိတော့ဘူးစီးပွားမှာအိမဲနော်တချို့တွေဖတ်ဖို့လိမ့်မယ် Nokia ဆိုတဲ့ဖုန်းကင်မှုလို့ရှိလား keypad လေးတွေလက်ထောင်မောင်းတီချာတယ်ဒီဖွဲ့တွေတိတ်ပြီးတော့မငယ်တော့တီချာတယ်တော်တော်လေးအရွယ်တကူကြီးရောက်လာအဲ့တော့ကျွန်တော်ကင်ခဲ့တဲ့ဖုန်းတွေက Nokia ဖုန်းဆိုတော့တကယ်နော် Nokia ဆိုအရန်နာမည်ကြီးကောင်းခဲ့တယ်ဒါပေမဲ့ဒီနေ့မှာ Nokia ဆိုတော့တော်တော်လေးရှားသွားပြီမရှိတဲ့လောက်ဖြစ်တယ်ဒါတော့သူတို့အမှုဆောင်အရာရှိချုပ်ကဘာပြောတယ်လဲဆိုတော့သူတို့တုံးတက်တဲ့ခါမှာတဲ့ငါတို့ကဒီလိုမျိုးဈေးကွက်ထဲနေပျောက်ကွယ်သွားရလောက်အောင်ဘာအမားတစ်ခုမှမလုပ်ခဲ့ပါဘူးတဲ့အမားတော့မလုပ်ပြီးမဲ့ခေဤစည်းချောင်းရဲ့နီးပညာအသစ်နဲ့လိုက်လုံးကြီးတွေစက်မစည်းမျိုးတဲ့အတွက်အရင်ကသူတို့ကောင်းခဲ့ပြီးမဲ့အမားမလုပ်ခဲ့ပြီးမဲ့ဒီကနေ့မှာဖုန်းစည်းကွက်ထဲမှာရှင်းတန်လို့မရတော့ဘူးဆိုတော့ကျွန်တော်တို့ဒီတိုင်းပဲဝိညာဉ်ရေးရမှာလဲအမြဲတမ်း up to date ဖြစ်နေဖို့လိုတယ်ဖုန်းဒီတော့မှ software ဒီအမြဲတမ်းသူ့ချိန်ကနေသူအဲ့ဒီချိန်မှာတင်းရဲ့ software ကိုနော် update လုပ်ပါ upgrade လုပ်ပါဆိုပြီးတော့နော်မြင့်တင်မှု version တွေတစ်ခုပြီးတစ်ခုသူတို့မြင့်တင်ခိုင်းနေတာကျွန်တော်တို့လည်းပဲဝိညာဉ်ရေးရမှာ version တွေ update အမြဲတမ်းလုပ်ဖို့လိုတယ် hallelujah အတိတ်တရားနဲ့မဟုတ်ဝိညာဉ်တော်နဲ့ချိတ်ဆက်ပြီးတော့ download ဆွဲမှာအာမင်ဝိညာဉ်တော်ကအထဲမှာပဲ့ပြင်မှာကျွန်တော်အသက်နဲ့မဆိုင်ဘူးအဲ့ဒါကဝိညာဉ်တော်နဲ့အမြဲတမ်းသွားတော့သူကဒီကနေ့မှာဝိညာဉ်တော်ဘာလုပ်တယ်လဲဘာအလိုရှိတယ်လဲဆိုတာကိုသိနိုင်တော့သူအမြဲတမ်းဝိညာဉ်ရည်စည်းကြောင်းနဲ့မှာဆက်ပြီးတော့ရှင်းသန်ကြည်ထွားနိုင်မှာဖြစ်တယ်အဲ့ဒါမျိုးအထဲမှာဝိညာဉ်တော်ကတွန်းလုံးလို့ရတာဖြစ်တယ်ဟာလေလုယာကျွန်တော်ရဲ့နှလုံးသားလဲစာငတ်ချင်းဆိုတဲ့ဦးလွတ်တီယူလာပါSunday လာတဲ့ခါမှာဦးလွတ်နဲ့လာပါအာမင်ကျမ်းစာဖတ်တာနဲ့ဒီဆရာပါဟောမလားငါတိပိတာဆိုတဲ့ထားနဲ့ဆိုတော့ဘုရားရှင်တွန်းလုံးလုံးမရအရင်ကကျွန်တော်တို့နော်ဆရာကြီးခရစ်စတိုဖာအလမ်နဲ့ကျွန်တော်တွားခဲ့တော့ English crusade တွေလုပ်တော့နေရာတော်လိုက်ခဲ့တော့ကျွန်တော်သူ့တယောက်ချက်အကုန်လုံးလွတ်ရတခါလေးတကယ်ချင်းနဲ့စားနောက်တယ်ဒီညတော့နော်ခေါင်းမှုဖောက်မလားမသိဘူးသူရတော့အနာတဲ့အကြောင်းဟောမလားမသိကျူတင် prophet ဟောလို့ရတယ်ကိုတိမန်ဒါပဲပြောချင်တာကနော်
ခေါင်းစဉ်တူကောင်းတူလိမ့်မယ်တချို့ဆရာကြီးသူတို့တချို့လည်းဟောနေကြဟောတယ်ဆိုမဲ့ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်နဲ့သိထားမိတာကလေကျွန်တော်လည်းဟောနေကြတယ်ပြန်ပြန်ဟောတာပါပဲဒါပေမဲ့ဝိညာဉ်တော်ဟောခိုင်းတဲ့ချိန်မှာဟောတိုင်းမှာခေါင်းစဉ်တော့တူကောင်းတူမယ်ဒါပေမဲ့အထဲကစကလုံးဒီပြောတဲ့အချက်ဒီဝိညာဉ်တော်ဖွင့်ပြတဲ့အရာတွေကတစ်ချိန်တိုင်းမှာအသစ်လန်းဆန်းတဲ့ဝိညာဉ်တော်ကအသစ်တော်မာနမှုအမြဲတမ်းချပြတဲ့ဝိညာဉ်တော်ဖြစ်တယ်အာမင်ဒီကျွန်တော်တင်လို့ဆရာမုံတောင်တယောက်ချင်းချမ်းတော့ရှင်း simple လေးပဲယူရှင်းနေခေါင်းစဉ်လည်းအဲ့လောက်မမြောင်ဒါပေမဲ့ဟောနေကြစကားဖြစ်ပြီးမဲ့အဲ့ဒီဟောတဲ့ဟာကိုပြန်ဟောတဲ့ခါမှာလေအရင်ကကမြမကြားခဲ့ဘူးတဲ့အတစ်တော့ဝိညာဉ်တော်ရဲ့ဖွင့်ပြခြင်းအများကြီးစီစဉ်နေတာအဲ့ဒါကအသက်တရားလို့ခေါ်တာဖြစ်တယ်အလွတ်ချက်ဟောတာဟူဆောက်တဲ့ဟောတာဆိုတော့ intellectual ဆိုတဲ့အတိတရား level ပဲအကျူပေးတာဒါပေမဲ့နှလုံးသားဝိညာဉ်ဆိုတဲ့အသက်ယူစီးထွက်ခိုင်းတဲ့ခါမှာ holy စီးထွက်လေပဲ hallelujah အာမင်ဦးနောက်ပဲရှင်နန်းစေတာမဟုတ်ဘူးအတွင်းဝိညာဉ်ထဲမှာနှလုံးသားထဲမှာတခုခုခံစားရတယ်အသက်တာတွေတူးတချင်းခံစားရတယ်အတွင်းထဲကယုံကြည်ခြင်းတည်ဆောက်ခြင်းခံရတယ်မျှော်လင့်ခြင်းနဲ့ရှင်းတန်လာ hallelujah ဘုရားရှိလာတဲ့ခါမှာဦးလွတ်အနေနဲ့အမြဲတမ်းလာပါစာငတ်ခြင်းနဲ့လာပါ hallelujah ကျွန်တော်သိပါတယ်ဆိုတော့စီသွန်လုံးလို့မရဘူးတခါလေကိုယ့်ဟာကိုဘာနဲ့ပြည်လဲ self ကိုယ့်အကြောင်းနဲ့ကိုပြည်နေတယ်ဘုရားရှင်ဖြည့်ပြီးလို့မရဘူးတခါလေငါလုံနေကြပါကိုယ့်ဟာကိုအတွေ့အကြုံနဲ့ဖြည့်ထားလိုက်တယ်သွန်လုံးမရဘူးအာမင်ဒါကြောင့်ဦးလွတ်ဒီနဲ့အမြဲတမ်းဘုရားစီလာပါ hallelujah ဝိညာဉ်တော်ရဲ့ဗိတ်သိခြင်းအတွက်လည်းဘာလို့လဲကိုရောကိုကျွန်တော်လူအပ်တယ်ဒီကနေ့မှာအတိတ်တပံကျွန်တော်တို့ဒီပါအတိတ်တပံကျွန်တော်စကားပြောပါဟာလေလုယာအရင်ကမခံစားခဲ့ဘူးတဲ့ကိုရောရဲ့အချစ်မျိုးအရင်ကမချားခဲ့ဘူးတဲ့ကိုရောရဲ့အတန်တော်ဒီဖွင့်ပြချက်ဒီအတိတ်တော်ယူပါယုံဒီကျွန်တော်တို့ဒီပါစကားပြောပါကျွန်တော်ဖွင့်ပြပါကျွန်တော်ဖြည့်ပေးပါကျွန်တော်မိသားစုမှာကိုရောအလုပ်လုပ်ပါကိုရောသားသမီးတွေကိုရောပဲကိုင်းတွေပေးပါကိုရောကပဲစကားပြောပါကိုရောကပဲတွန်းတင်ပါသားသမီးတွေအားလုံးကိုလည်းကိုရောရှင်မှာအလွတ်နေနဲ့အမြဲတမ်းယူဆောင်လာပါဟာလေလုယာဒါလေးကျွန်တော်ကကိုအောင်ပြည့်နေတယ်မာနနဲ့ပြည့်နေတယ်ငါသိတယ်ဆိုတဲ့စိတ်နဲ့ပြည့်နေငါလုံနေချက်အတွေ့အကြုံနဲ့ပြည့်နေတယ်ပီတာလည်းလုံနေချက်အလုပ်ဖြစ်ပြီးမဲ့အလုပ်မဖြစ်တော့တဲ့နေရောက်လာတတ်တယ်ဒါကြောင့်ဒီသင်္ကန်းစာထဲကနေသူပြဿနာကအကြီးကြီးပဲလူအနေနဲ့မဖြေရှင်းနိုင်တဲ့ပြဿနာပဲဒါပေမဲ့ဒီအခြေအနေတွေအားလုံးဦးတွေပြည့်သွားပြီဆိုတဲ့အခါမှာအဲ့လောက်နဲ့ပဲရက်တက်မသွားဘူးနော်အပိုင်ငယ်ခုနှစ်ထဲမှာဦးတွေအားလုံးလည်းစီပြည့်သွားပြီဦးလည်းတစ်ခုမှမချန်တော့ဘူးအပိုင်ငယ်ခုနှစ်သူမိမ့်မသည်လာပြီးဘုရားသခင်ဤလူကိုချားပြောလျင်ပြဿနာကြုံတဲ့အခါမှာလည်းလာတယ်အစင်ပြေတဲ့ချိန်မှာလည်းယေရှုတင်ကြောင်းလာပြောတာဖြစ်တယ်အာမင်တောင်းတော့တောင်းပြီးတော့ဆုတောင်းအဖြေရတော့ဘုရားနဲ့ဝေးသွားတာမဖြစ်ပါစေနဲ့အာမင်ဘုရားစီမှာကိုတော့ဆုတောင်းတဲ့အဖြေတော့ရပြီဦးဒီတော့ပြည်ပြီကျွန်တော်ဘယ်လိုရှေ့ဆက်သွားမလဲအချိန်တိုင်းမှာဘုရားရဲ့လမ်းပြခြင်းကျွန်တော်လိုတယ်သူကထိုစီကို prophet ကြီးကပြောတာနော် prophet ကဘာပြောလဲထိုစီကိုသွား၍ရောင်းပြီးလျင်အကျွေးကိုဆက်လော့ကျွေးတော်စီကိုအမိပြု၍တင်နဲ့သားတို့သည်အသက်မွေးချလော့ဟုဆို၏သူလူချင်တာကတော့သူမြုပ်လဲနာကတော့လောလောဆယ်အကျွေးတွေပြည်လဲသွားဘူးအကျွေးဆက်နိုင်ရင်သူသားနှစ်ယောက်မပါသွားဘူးဒါပေမဲ့နော်အကျွေးဆက်ယုံနဲ့ပြဿနာပြီးသွားတာမဟုတ်ဘူးသူတို့မိသားစုမုတ်ဆိုးမသားမိရှိဆက်ဘယ်လိုစားရမလဲတောက်ရမလဲမပြေအပူရှင်မရှိတဲ့အတွက်အကျွေးတော့ခဏဆက်ပြီးမဲ့အပူရှင်မရှိဘာဖြစ်လာမလဲထချင်းအားပြီးတော့ဖယားကိုယူတည်တော့သူဖြစ်တော့လေအကျွေးထတ်တယ်မဲ့အနေထားမရှိဘူးရှိတယ်ဒါပေမဲ့ဖယားကအဲ့ဒီအကျွေးတန်တရားထဲမှာပဲတစ်သက်လုံးမြုပ်နေဘူးဖယားအလိုမရှိဘူးဟာလေလုယာတင်ဖယားစီလာတဲ့ခါမှာတင်ပြောပြတဲ့လောက်ပဲဖယားကဖြေရှင်းပေးမှာမဟုတ်ဘူးဒီညမှာသူ့လူချင်တာကတော့ဒီအကျွေးကိုဆက်ချင်တယ်ဒီသားနှစ်ယောက်မပါသွားဘူးအဲ့ဒါပဲ
အမေဖယားကအလုတ်လုတ်တဲ့ခါမှာအကျွေးကိုလည်းဘာဖြစ်လဲစီကိုရောင်းပြီးတော့အကျွေးဆက်လိုက်သူ့ရဲ့ပထမပြဿနာတွေမှာပြီးသွားပြီအဲ့ဒီမှာမရက်တန်တော့ဖယားကဘာလုပ်လဲသူ့ရဲ့ business ကိုအသစ်စခိုင်းတာဖြစ်တယ် hallelujah စီးပွားရေး company အသစ်ကိုပိုင်လုပ်ငန်းရှင်ဖြစ်လာဖို့ဖယားသူ့ကောင်းချီးပေးတယ်အဲ့ဒီစီကိုစိုင်ဖွင့်ပြီးတော့ရောင်းလိုက်အဲ့ဒီမှာဦးလို့ဒီအများကြီးကြံသေးတဲ့ဦးတွေထဲမှာရှိတဲ့စီအဲ့ဒီစီကတော့ကျန်းစာထဲမှာတော့ချက်တဲ့စီလည်းဖြစ်နိုင်တယ်လို့ဒီထဲမှာသုံးတာကတော့အလွင်စီလိုမျိုးသူ prophet တွေဆိုတော့လူတွေကိုဗိတ်သိတဲ့စီတန်စီကပူလို့တော့မှဆေးရှိတယ်နော်ဆိုတော့အဲ့လိုစီမျိုးလဲကျန်းစာကနှစ်ခုစလုံးပြောတယ်ဆိုတော့အဲ့ဒါကတစ်သေးလေးနဲ့တော့အရန်တန်ဖို့ကြီးတာဦးလို့ဒီအပြည့်နဲ့ဆိုတော့အများကြီးသူ့မှာအကျွေးပြေလဲအောင်တမကအဲ့ဒါကိုရောင်းပြီးတော့ရောင်းနေဆိုကိုပိုင်ဆိုင်ဖွင့်နိုင်သွားပြီဟာလေလုယာစီးပွားတကူလုံနိုင်တယ်အဲ့ဒီမှာအရင်နေတဲ့ကုန်ပစ္စည်းတွေသူရောင်းနေစီကိုရောင်းပြီးတော့ရလာတဲ့ဝင်ငွေနဲ့တင်းတို့သားအမိစားတော့ပါဆိုလဲပတ်တာနော်ဒါကြောင့်အရင်ကတော့ဘာလုပ်ငန်းမှလည်းမရှိဘူးလုပ်ငန်းရှင်လည်းမဟုတ်တာမှလက်လို့လက်စားဖြစ်ကောင်းဖြစ်မယ်ဒါမှမဟုတ်သူကိုယ်တိုင်အလုပ်မလုပ်ခဲ့ဘူးလို့လည်းဖြစ်နေသူခင်မွန်းတဲ့ရဲ့လောက်အားခပေါ်မှာပဲမိခုပြီးတော့အသက်ရှင်နေဆိုကိုယောက်ျားမရှိတဲ့ကဒုက္ခရောက်တယ်ဒါပေမဲ့ဖခင်ဟာမုတ်ဆိုးမရဲ့ဖခင်လည်းဖြစ်တယ်အာမင်မိဘမဲ့ဒီဖခင်ဖြစ်တယ်ဒီလိုပြောတဲ့အခါမှာဒီ physical parent ပဲမဟုတ်ဘူးကိုအောင်တခါလေကိုငင်မဲ့သူမရှိလူခံစားတဲ့မိဘမဲ့ခံစားချက်မျိုးလည်းလူတိုင်းမှာရှိနိုင်တယ်ကဲမဲ့သူမရှိဘူးတိုင်းမဲ့စားရမရှိဘူးဘသူအားကိုလို့အားကိုရမှမသိတဲ့ခြေနေမျိုးဘသူပြောပြစမ်းမှမရှိတဲ့အခြေဒါလည်းတကယ်တော့ဇာတိပိုင်းကတော့မိဘရှိပေမဲ့မိဘမဲ့ကဲတော့ကိုစရာမရှိအကူငင်မဲ့တဲ့လူတယောက်လိုဖြစ်သွားနိုင်တယ်ဒါပေမဲ့ဘုရားကဘယ်တော့မှငါတို့ကိုမိဘမဲ့ကဲတော့မစွန့်ပစ်ထားတော့ဘုရားဖြစ်တယ်ဟာလေလုယာငါတို့ရဲ့တောင်းပန်တော့ပဲကိုငင်ပေးတဲ့ဘုရားမဟုတ်ငါတို့တောင်းပန်ကြံစီသမျှတဲ့အလွန်ထူးကဲစွာပြုခြင်းကတတ်နိုင်တော့ဘုရားလက်ခုပ်တီးလက်ဖျောက်ချီးမွမ်းရအောင်အာမင်အားလုံးတို့ဝန်ခံရလိုက်ဆိုပါကျွန်တော်ကိုယ်ကတော့ဘုရားရှင်သည်ငါတို့တောင်းပန်ကြံစီသမျှတဲ့အလွန်ထူးခြားစွာအလွန်ထူးခြားစွာပြုခြင်းကတတ်နိုင်တော့ဘုရားဖြစ်တယ်လူအပ်ဒီတဲ့ပူရှန်အောင်ကောင်းချီးပေးတော့ဘုရားဖြစ်တယ်တောင်းတော့အရာထက်တောင်းတာ၍ကြီးမားသောကောင်းချီးမင်္ဂလာကိုအမြဲတမ်းပေးတော့ဘုရားဖြစ်တယ်လက်ခုပ်တီးလက်ထူပြောက်ချီးမွမ်းရအောင်အာမင်ဟာလေလုယာသူရဲ့ဖြစ်ချင်တာကတော့နော်အကျွေးချင်းပြီးပြီဒါပေမဲ့ဘုရားကပေးလိုက်တာကပက်ဆက်ပူပူရှန်ရှန်ဖျားကောင်းချီးပေးထားတယ်ဒါကြောင့်ဒီနေ့ဘုရားစီမှာတွားတဲ့အခါမှာဘုရားကတင်းကိုရိုက်ခိုင်းတဲ့အခါမှာ3 ချိန်ပဲမရိုက်ပါနဲ့အာမင်ဆုတောင်းတဲ့အခါမှာလည်းနော်ဘုရားကိုအားနာတယ်လို့နဲ့နည်းနည်းလေးပဲမတောင်းပါနဲ့နော်မြတ်မြတ်တောင်းရင်ဘုရားတွေးတူတွေတက်ပြီးတော့ဒုက္ခရောက်တော့မှစိုးတဲ့ပုံစံချို့တွေကမြတ်မြတ်မတောင်းရင်တော့ကြဘုရားအလုပ်ရှုပ်ကုန်မယ်တော့ကြဘုရားဒုက္ခရောက်တော့ကြကောင်းငင်ဘုံကဘာနာတွေကုန်သွားမှဆိုလို့နော်ဒါကြောင့်ယောက်ျားတောင်းရင်လည်းယောက်ျားဖြစ်ရင်ပြီးတော့မပြုံးနဲ့နော်ယောက်ျားအစ်စ်လုပ်တေချာတောင်းနော်အခုနောက်ပိုင်းမှာအတူတူလည်းရှိလာတော့ပြောလို့မရအောင်နော်တော့ကျအင်းင်းဒုက္ခရောက်မှဆိုလို့မိမတောင်းရင်လည်းကိုတော့ကျွန်တော်ယူမယ်မိမအစ်စ်ကိုပေးပါဟာလေလုယာအိမ်တောင်းရင်လည်းအကောင်းဆုံးကိုတောင်းပါအာမင်ကျမ်းစာပြောတယ်သားသမီးကမုံကိုတောင်းရင်ကြောက်ကဲကိုပေးမယ်မိဘရှိသလားတဲ့အဖေရဲ့နော်ငါးစားခြင်းလို့ပြောရင်မွေကိုပေးမယ်လို့ရှိသလားတဲ့ဆိုတော့တင်းတို့အမစုံနဲ့မိဘဖြစ်တာတော့မှကိုယ်သားသမီးကိုကောင်းတော့ရပေးခြင်းနဲ့ဆိုရင်ကောင်းငင်ဘုံမှာရှိသောဘုရားတကယ်စုံနေတော့ဘုရားကနော်ဆုတောင်းတော့သူကဘာဖြစ်လဲကောင်းသောအရာကိုတာ၍ပေးတော်မူမည်မဟုတ်လောလုကာထဲမှာတော့ဝိညာဉ်တော်တာ၍ပေးတော်မူမည်မဟုတ်လောသူဘုရားငါတို့တောင်းပန်ကြံစီတဲ့အလွန်တတ်နိုင်တော်ဘုရားဖြစ်တယ်ထိုင်းကညီကိုတယောက်ခဏဖမ်းခံရတယ်ပသန်ရှာလိုက်လာခထိုးရရမှာဆိုရဲဒီဖမ်းလိုက်နော်ရဲဒီအလူငယ်သွားထဲလိုက်နေအိမ်ကိုတော့ပုလို့မရဘူးခဏပြတော့သူဆူတောင်းတယ်ဘုရားသခင်ကျွန်တော်ကိုရဲကိုကြောက်စရာမလိုတဲ့အလုပ်ကိုကျွန်တော်ပေးပါရဲဒီဖမ်းလို့မရတဲ့အလုပ်ကျွန်တော်ပေးပါလို့သူဆူတောင်းတာ
အလုပ်ကဘယ်မှာရလဲဆိုတော့အဲ့ဒီဘန်ကောက်မှာရှိတဲ့ရဲဌာနချုပ်ရဲ့ဘေးနားကစားတောက်ဆိုင်မှာအလုပ်ရရဲကိုကြောက်ပါတယ်ဆိုမှရဲစကားအနည်းဆုံးမှာလုပ်ဖះရှင်ဘလူးလဲကျွန်တော်ကျန်တဲ့အလုပ်မှာဘလူးပဲသူ့အလုပ်ဘသူမှသူ့အလုပ်မခံဘူးနောက်ဆုံးမှရွေးစရာမရှိတော့အဲ့ဒီအလုပ်ခန့်တဲ့နေရာမှာပဲယူရတာဆိုတော့ရဲစကားဌာနချုပ်အနည်းဆုံးမှာပဲအလုပ်ရသွားတာရဲကိုကြောက်ပါတယ်ဆိုမှရဲအနားမှာရောက်သွားတာသူလည်းကြောက်နဲ့အလုပ်တာနောက်ပိုင်းကျတော့သူ့အလုပ်ကပါလဲဆိုတော့အဲ့ဒီသူ့ထမင်းဆိုင်ကနေပြီးတော့နော်နေ့လေထမင်းစားတဲ့ချိန်မှာရဲစခန်းထဲမှာထမင်းတော့ပူတဲ့အလုပ်ကြောက်ပါဆိုမှသူ့မှာထောက်ထားလဲဘာမှလည်းမရှိတော့နော်ဒါနဲ့နေ့တိုင်းမှာအဲ့ဒီရဲထဲမှာစခန်းမှာသွားပြီးတော့ထမင်းပူတွေသွားပူရင်းနဲ့အဲ့ဒီမှာရှိတဲ့ရဲတွေအားလုံးနဲ့ခင်သွားတယ်နောက်ပိုင်းမှာဘယ်နေရာတော့ဘယ်ရဲမှာသူမဖမ်းတော့သူထင်တာကတော့တော်တဲ့စိုက်ပျိုးချမ်းမှာအလုပ်ရမလားပေါ့နော်ဒါဆိုတော့တောင်းရဲတွေလည်းမလာဘူးလေဒါပေမဲ့သူစုတောင်းတာတော်ထဲမှာနေဘူးဒါပေမဲ့ပြရှင်ပူလိုက်တာကတဲ့ကောင်သူအလွန်ကြောက်ပါတယ်ဆိုမှတဲ့အဲ့ဒီရဲစခန်းဌာနချုပ်နားမှာရောက်ဦးနောက်ကဘလို့လို့မေးမှာတော့နော်ဖယားအကြံစီကပူချီမြတ်တယ်ဒါကြောင့်ဆရာကြီးတော်ကပြောတယ်ဖယားကိုသွားပြီးတော့မဆန်းနဲ့လူထက်လဲလို့ဖယားတက်လို့တာဖြစ်တယ်အာမင်ကိုဦးနောက်တေးသေးလေးနဲ့ခါရကျွန်တော်စဉ်းစားပြီးတော့ဖယားကိုကန်တမီတချတယ်ဦးနောက်တေးသေးလေးနဲ့စဉ်းစားပြီးတော့အနာဂတ်ကိုတွေးပြီးတော့ကြိုချောက်တယ်မဟုတ်ဘူးဖယားကသူ့ကိုချစ်တော်သူများအတွက်အကောင်းဆုံးအကြံစီသူ့မှာရှိပြီးသားဖြစ်တယ်ဟာလေလုယာတင်းကိုအကျွေးကြည်အောင်ပဲကောင်းချီးပေးမှာမဟုတ်ဘူးအကျွေးကြည်တဲ့ပြင်ပူရှာနဲ့ကောင်းချီးမင်္ဂလာပါပေးခြင်းတဲ့ဘုရားဖြစ်တယ်ဒါကြောင့်ဒီနိုင်ငံမှာလည်းပဲဒီနိုင်ငံရဲ့ system တွေအရင်ကောင်းတယ်နော်စနစ်အရင်ကြတယ်ဒါပေမဲ့တတိမထားမိအကျွေးနုံထဲမှာလည်းအနည်း3-4-50လောက်နှစ်သွားနိုင်တယ်အာမင်ဒါပေမဲ့ကျွန်တော်ဘုရားသားသမီးတွေယုံကြည်ရအောင်ဒီအကျွေးတွေနှစ်30ပေးစရာမလိုဘူးဖယားကနှစ်30ပေးမြောက်3နှစ်အတွင်းမှာလဲဖယားငါ့ကိုမဆနိုင်တယ်ဆိုယုံမှာဟာလေလုယာအာမင်တချို့ဒီဦးနောက်တဲ့မိခုတွေထွက်လာမယ်နော်ဆရာရဲ့ဘလို့လို့ဖြစ်နိုင်မှာငါတို့လာခဘလောက်ငါတို့ရဲ့တနိုင်လို့ခဘလောက်ဖယားကလူရဲ့တွက်ချက်မှုနဲ့မသွားဘူးဖယားနိုင်ငံရဲ့ currency ဆိုတာတတ်ရှိတယ်မြန်မာပြည်မှာဘာသုံးလဲကျပ်ငွေသုံးတယ်အိန္ဒိယမှာရူပီထိုင်းမှာဘတ်နော်အခုမြန်မာပြည်မှာလည်းဘတ်ငွေသုံးတာမိဘဆက်ဘတ်ဒါနဲ့နော်ဟိုကနေso US မှာတော့ဘာသုံးလဲဒေါ်လာနော်ကောင်းကင်နိုင်ငံမှာဘာသုံးလဲယုံကြည်ခြင်း the currency of faith ဆိုတော့ကောင်းကင်နိုင်ငံရဲ့ငွေကြီးစနစ်ကဘာလဲဆိုတော့ယုံကြည်ခြင်းဆိုတဲ့ငွေကြီးဒါကြောင့်ယေရှုကယောဟန်7ထဲမှာသင်ယုံကြည်ရင်ဘုရားရဲ့ဘုန်းတော်ကိုမြင်တွေ့ရမယ်သင်ယုံသည့်တိုင်သင်၌ဖြစ်စေအာမင်အာမင်โอเคအားလုံးတူတူ